အဲ့တော့နှစ်ဦးလုံးကအကျိုးရှိအောင်ကျုပ်ကအကြံပေးရလိမ့်မယ်ဒီတိုင်းဒီမှာခမည်းတော်ရဲ့ဖျားပွင့်တော်မူထားတာပဲပြီးတော့မြတ်စွာဘုရားနဲ့ပတ်သက်တဲ့အဓိကနေရာတွေလည်းရှိနေတာပဲအဲ့ဒီနေရာတွေကိုတွားပြီးဖျားလေးဖူးရင်ကျုပ်တင်ပေးထားတဲ့စိတ်တကူးကျင့်တဲ့လေ့ကျင့်ခန်းတွေကိုလည်းလုပ်ရင်းဆိုရင်ခမည်းတော်အကျိုးတစ်ခုရှိလိမ့်မယ်မြန်မြန်လေးပေါ့ပေါ့ရောဖြစ်လိမ့်မယ်အဲ့ဒါကိုစဉ်းစားမယ်ဆိုရင်မြတ်စွာဘုရားဝါဆိုတော်မူခဲ့တဲ့နေရာတွေမှာဇီဒီတွေပထိုးတွေရှိတယ်အဲ့ဒီနေရာတွေကိုခမည်းတွားပြီးဝါဆိုတော်အစဉ်တိုင်းဖျားတဆူစီမှာ49ရက်ကြာပြီးကျင့်စဉ်ပြုလုပ်သွားမယ်ဆိုရင်မကောင်းဘူးလားရွှေမြတ်သားလို့ပြောလိုက်ရာကျွန်တော်ဟာလက်ရင်អော်လိုက်နေပါတယ်မာစတာဆော်လမွန်ခမည်းကျုပ်ရဲ့နာမည်ရင်းကိုတော့သိတယ်နော်လို့ကျွန်တော်ကမေးလိုက်မိပါတယ်ထိုအခါမာစတာဆော်လမွန်ကသိပါတယ်ကျုပ်ကခမည်းတွေဒီမှာလာပြီးစောင့်နေတာကျုပ်ပြောတဲ့စကားကိုအခုနေတော့ခမည်းနားလည်မှာမဟုတ်ဘူးကျုပ်တို့ရဲ့စေတကိုကျင့်စဉ်လမ်းမှာလမ်းတစ်သွယ်ရှိတယ်အဲ့ဒီလမ်းတစ်သွယ်မှာတသွယ်သောလမ်းကကဘလာလို့ခေါ်တယ်တသွယ်ကဟာမက်လို့ခေါ်တယ်ကျုပ်ကဟာမက်တူဖြစ်တယ်ဟာမက်တွေဟာသူတို့ရဲ့ကျင့်စဉ်တွေကိုပြီးမြောက်သွားတဲ့အခါမှာအခြားဟာမက်တူကိုစောင့်ရှောက်ပြီးလက်တွဲခေါ်ရတယ်ခမည်းတသက်တကြုံကိုအပို့ခံရတဲ့73ရက်တောက်ကြနေမှာကျုပ်ဟာဒီမျိုးကိုကြိုတင်ပြီးရောက်နေရတယ်အဲ့ဒီကလေးကခမည်းကိုစောင့်နေရတာကဲခမည်းအနားယူလိုက်ပြီအောင်နော်လို့ဆိုကမာစတာဆော်လမွန်ဟာအပြင်ကိုထွက်သွားပါလေ၎င်းထွက်သွားတဲ့တပည့်နဲ့တည်းကျွန်တော်ဟာပစ္စည်းများကိုတင်းစီရန်ကြံပါလေပစ္စည်းများမှာဗရဘွားဖြစ်နေတဲ့ဖြင့်ညီသည့်ပစ္စည်းကိုမှတင်းစီခြင်းမပြုတော့ဘဲအိတ်ဆက်ပြစ်လိုက်ပါလေည8 နာရီထိုးတဲ့အခါမှပင်အိမ်ရကနေနိုးပါလေထိုအခါကျမှပင်မာစတာဆော်လမွန်နဲ့အိမ်ကိုပြန်ရောက်လာပါလေမာစတာဆော်လမွန်ဟာကျွန်တော်ကငွေဆက်ကူတို့တစ်ထုပ်ကိုပေးပါလေထို့ကြောင့်ကျွန်တော်ကဘာလဲလို့မေးလိုက်ရာ၎င်းကခမည်းအိမ်ကိုရောအတွင်းကပစ္စည်းတွေကိုရောကျုပ်ရောင်းခဲ့ပြီမနေ့ကမနေ့အစောကြီးမှာဒီမှာနေတဲ့လူတွေရောက်လာကြလိမ့်မယ်လို့ပြောလိုက်ရာကျွန်တော်ကဘယ်လိုလုပ်ရောင်းလို့ဖြစ်မှာတော့မာစတာဆော်လမွန်ရဲ့ဒီအိမ်ကကျုပ်အိမ်ပိုင်မှမဟုတ်ဘဲ3နှစ်စာငှားပြီးနေတာအမှုတစ်ခုထပ်ပြီးတွန်းနေပါဦးမယ်ဗျာလို့ပြောလိုက်ရာ၎င်းကဒီအိမ်ကခမည်းငှားနေတာမဟုတ်ဘူးခမည်းအတွက်ကျုပ်ကဝယ်ထားတာဗျကျုပ်မှမသိအောင်ကျုပ်မိတ်ဆွေတူနာမည်နဲ့ဝယ်ထားတာခမည်းကိုဒီလိုငှားပြအောင်လဲကျုပ်ဖဲကျုံသွင်းပြီးထည့်လိုက်တာပြီးတော့ဟောဒီမှာပတ်စံဟောဒီမှာလည်းရှိသေးတယ်အဲ့ဒါကတော့ခမည်းနဲ့အတူရာရှင်ကန်ထရိုက်လုပ်တဲ့အမြတ်တွေကျုပ်စီမှာတပြားမှချမ်းမထားဘူးခမည်းကိုအကုန်ပေးလိုက်ရမှာဟောဒီမှာစရင်လို့ဆိုကစရင်စာရွက်နဲ့တကွပေးလိုက်ပါလေပြီးတော့တခုပြောအောင်မယ်ရွှေမြတ်သားကြီးဒီတော့များတဲ့ငွေတွေကိုခမည်းတဲဆောင်ဖို့ခက်ခဲလိမ့်မယ်အဲ့ဒါတွေကိုရွှေဖြစ်ပုံပြောပြီးယူသွားရမယ်ဟောပြောရင်ဆိုရင်ရွှေရောင်းတဲ့ကောင်ရောက်လာပြီလို့ဆိုကမာစတာဆော်လမွန်ဟာတကားကိုဖွင့်ပေးလိုက်ပါလေထိုအခါရွှေဘာဘူးတယောက်ဝင်လာပါလေမာစတာဆော်လမွန်ဟာရွှေဘာဘူးထံကရွှေရင်းကားများကိုတန်မိုးတင်ပြီးဝယ်ယူပြီးကျွန်တော်အားပေးလိုက်ပါလေပြီးရင်မာစတာဆော်လမွန်ကရွှေဘာဘူးဟာကျုပ်မှာထားတဲ့မဟူရလက်စုပ်ကိုပါခဲ့ရလားလို့မေးလိုက်ရာရွှေဘာဘူးလေဂရီဘာဘူးအနီလေးကိုဖွင့်ပြီးလက်စုပ်ကလေးကိုထုတ်ခါဇွဲပေါ်ကိုချပေးလိုက်ပါလေလေးတော့မဟူရလုံးပေးလိုက်စိန်ဝင်ကလေးများပတ်ပတ်လေထားတဲ့လက်စုပ်ဖြစ်ပါလေမာစတာဆော်လမွန်ဟာထိုလက်စုပ်ကိုကိုင်းပြီးကြည့်ပြီးနောက်၎င်းရဲ့အိတ်တွင်းကရေမွေးပလင်းကိုထုတ်ယူကာရေမွေးရလက်စွပ်လိုက်ဆွတ်ဖျားလိုက်ပါလေပြီးရင်ကျွန်တော်ရဲ့ညာဘက်လက်ကြွနဲ့ဝတ်ဆင်ပေးရင်ဒီလိုရှိတဲ့ရွှေမြတ်သားကြီးဖန်လုံးကိုကြည့်လို့အောင်မြင်ရင်ဟောဒီမဟူရမှာကြည့်ရင်လည်းအဲ့ဒီအတိုင်းပဲတွေ့ရလိမ့်မယ်ဖန်လုံးကတင်းမောကြီးနဲ့တူတယ်ဒီမဟူရကလှေကလေးနဲ့တူတယ်နှစ်ခုစလုံးရေပေါ်မှာသွားတာကြီးပဲတင်းမောကြီးဝင်လို့မရတဲ့ဂျောင်ဂျုံဂျောင်ရားတွေမှာတော့လှေကလေးနဲ့ဝင်ရတာပေါ့နောက်တော့သဘောပေါက်သွားပါလိမ့်မယ်လို့ပြောလိုက်ပါလေဘာဘူးကလားပြန်သွားတဲ့အခါရွှေရင်းကားများကိုအဲ့ဒီခုအတွင်းရှိအိတ်ဝက်ထဲမှာထည့်ပေးလိုက်ပါလေထို့နောက်ကျွန်တော်တို့လည်းဆိုကာချုပ်လာတော့ဖြင်းရန်အင်ကြီးအဖြူတစ်ထည်နဲ့အညူရောင်တစ်ထည်ကိုပေးပါလေဖြင်းရန်ပေါင်းပြီးနှစ်ထည်လေးပါပါတယ်မျက်နှာတို့ဘဝချမ်းတစ်ခုလည်းပါပါတယ်ရေဘူးတစ်လုံးလည်းပါပါတယ်သူဟာထိုအိတ်အတွင်းသို့ဓာတ်ဖန်လုံးနဲ့တဲတော်ကတ်ထုံများထည့်ပေးပါလေဟောဒီမှာခမားစီကိုဖလန်းလို့ဆိုကာကျိုးတိုင်းဖက်နဲ့တရံနဲ့ပေးပါလေပြီးတဲ့အခါမှာကျွန်တော်အားခမားရဲ့မျက်နှာပေါ်ကငုတ်တီငုတ်တူထွက်နေတဲ့မုတ်စိမ်ငွေတွေနှခမ်းမွေးတွေကိုချိတ်ပြလိုက်ပါဒါပေမဲ့ဒီတစ်ခါရေချင်းကတော့နောက်ဆုံးပဲနောက်ကိုဘယ်တော့မှမရိမ့်နဲ့တော့နောက်ပြီးဟောဒီမှာစာအုပ်တော့ခဲတံတစ်ချောင်းနဲ့ထည့်ပေးလိုက်မယ်ခမားပွားမဲ့ခီးစဉ်တွေကိုခမားဘာသာခမားညီပုံဆွဲလို့ပြောပါတယ်12နာရီထိုးတဲ့အခါမှာကဲရွှေမြတ်သားကြီးကျုပ်ဘက်ကခမားကိုဘာများလုပ်ပေးရရှိသေးတယ်လို့ခမားထင်တယ်ရှိရင်ပြောပါကျုပ်လုပ်ပေးပါမယ်လို့မာစတာဆော်လမွန်ကပြောလိုက်ရင်ကျွန်တော်ကမရှိပါဘူးမာစတာဟာကျွန်တော်နဲ့ပတ်သက်လို့တော့တာဝန်ကြီးပါလေကျွန်တော်ရှော့ရမယ်လမ်းကိုလည်းမာစတာပြပေးခဲ့ပြီးပြီပဲပြီးတော့လိုအပ်တဲ့အရာဆိုတာလေဘာမှမရှိပါဘူးလို့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့ဆရာမာစတာဆော်လမွန်ကပြောလိုက်ပါတယ်ထို့သောပြောမိနေရင်ခမားစီကအဲ့ဒီစကားမရမချင်းကျုပ်ကဟိုဝင်လို့ရမှာမဟုတ်ဘူးဗျခမားစီကအဲ့ဒီစကားကကျုပ်တို့ဝင်ခွင့်ပါမယ်ပဲလို့ပြောလိုက်တဲ့အခါမှာတော့ကျွန်တော်က
မာစတာကဘယ်ကိုသွားပြီးဘယ်ကိုဝင်ဝင်ပါမယ်ပြရမှာလဲလို့မေးလိုက်တဲ့အခါမာစတာဆော်လမန်ကရှမ်ဘဲလာလို့တလုံးနဲ့ပြောလိုက်ပါတယ်ကျွန်တော်ဟာထိုစကားကိုမသိပါတို့ရရင်မေးလဲမမေးတော့ပါထို့နောက်မာစတာဆော်လမန်ကခမရသွားပြီးတော့ညနိုင်ပြန်တစ်ချက်ထိုးမှရထားရှိတယ်အဲ့ဒီရထားနဲ့လိုက်ပြီးတော့လို့ဆိုတဲ့ဖြင့်ကျွန်တော်နေထိုင်ရာရက်ွက်ကနေပရာဝါနီဘူရာကိုရှင်းလျင်တုတ်သွားရပါတယ်ကျွန်တော်ရောက်ပြီးမကြာမီမှာပင်ရထားတစ်စီးစိုက်လာပါတယ်ကျွန်တော်ဟာထိုရထားပေါ်ကိုတက်လိုက်ပါတယ်ကျွန်တော်တက်ပြီးမကြာမီမှာပဲရထားထွက်ခွာပါတယ်ကျွန်တော်လည်းရထားပေါ်မှာစီးနေလိုက်ပါလာရင်ကျွန်တော်ရဲ့ဘဝရှိရေးကိုစဉ်းစားလာမိပါတယ်ကျွန်တော်ဟာပက္ခဏဘူရာမှကောင်းဘိုဘူရာကိုမိထားစီးပြီးလိုက်လာခဲ့ပါတယ်ထိုခရီးမှာ9မိုင်ဝေးပါတယ်ခရီးလမ်းဆုံးမှာမဟာဝါရီဖြစ်ပါတယ်မက္ခဏနဲ့ကောင်းဘိုမှာနီးတော်လဲကောင်းဘိုနဲ့မဟာဝါရီမှာမိုင်90ခန့်ဝေးပါတယ်ထို့ကြောင့်ခရီးအစနဲ့အဆုံးမှာ68မိုင်ဝေးပါတယ်ထိုနေရာကနေပြီးကောဆန်အီနန်လို့ခေါ်သောမြို့ကိုမော်တော်ကားနဲ့တွားရပါတယ်၎င်းကောဆန်အီနန်မှာကျွန်တော်တို့ကြားဘူးသောဂေါတမီမြို့ပင်ဖြစ်ပါတယ်ဂေါတမီမြို့ဆိုတော့လေမြို့ဟောင်းမဟုတ်ပြီးမြို့ဟောင်းတို့မြင်းလဲနဲ့9မိုင်ကဆက်လက်၍တွားရပါတယ်ထိုခီးမှာတော်လန်ခီးဖြစ်ပါတယ်ပြောင်းငင်းများဂျုံငင်းများကိုဖျက်၍တွားရင်ချင်းကသာရကာတို့ကိုလည်းမြင်တွေ့ရပါတယ်ထိုခီးဟာလွန်စွာတာယာလာပါတယ်ခရီးလမ်းတစ်လျှောက်မှာလေမြင်းလဲမောင်းသောဂါရီဝါလာဟာမြင်းလဲရဲ့ခြူတန်ခွာတန်တို့နဲ့လိုက်ခံညီသောတချင်းတစ်ပုဒ်ကိုတိုးတိုးငင်းငင်းလေးညီလာပါတယ်ထိုတချင်းရဲ့အတိတ်ပဲမှာမြင်းလဲသမားတထေးဖြစ်တော်မူစီးတဲ့သူမွဲတော်မူ၍ဖြစ်ပါတယ်ကျွန်တော်အားတချင်းအတိတ်ပဲနားမလဲလို့ထင်မှတ်ပြီး၎င်းကတီဆိုလာခြင်းဖြစ်ပါတယ်ထို့ကြောင့်ကျွန်တော်ကလည်းသူ့ရဲ့တချင်းလိုက်ကိုယူကာမြင်းလဲသမားမြင်းဖြစ်တော်မူစီးတဲ့သူမိမချောချောရတော်မူလို့ပြောင်းရည်ဆိုလိုက်တာကြောင့်မြင်းလဲသမားကခမရကျုပ်တို့စကားကိုကောင်းကောင်းတက်တာပဲလို့ပြောလိုက်ရာကျွန်တော်ကမင်းအဖေထက်တောင်တက်သေးတယ်လို့ပြောရာမြင်းလဲသမားဟာသူ့လိုက်ပါလာတဲ့ထညက်နဲ့နေထားသောထမင်းစုံနှစ်စုံနဲ့တစ်စုံကိုကျွန်တော်ကကျွေးမိပါတယ်ကျွန်တော်ကလည်းရေဘူးကိုဖွင့်ပြီးရေတော့ကိုတိုက်လိုက်ပါတယ်ဤတို့နဲ့ပဲမြင်းလဲသမားနဲ့ကျွန်တော်ဟာခင်မင်းရင်းနှီးသွားကြပါတယ်ခရီးလမ်းဆုံးကိုရောက်တဲ့အခါ၌ဂေါတမီဆိုသောရွာလေးတစ်ရွာကိုရောက်ရှိသွားပါတယ်ထိုရွာမှာဂေါတမီမြို့ဟောင်းရဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်ထိုရွာရဲ့အစွန်၌ရမ်ဘရိုစ်မီသောပညာရှိတထေးကြီးဆောက်လို့လူလန်းထားတဲ့ဇရက်အဆောင်ရှိပါတယ်ကျွန်တော်ဟာထိုဇရက်၌တဲခိုပါတယ်ဇရက်ဆောင်ရဲ့အမည်ဟာရမ်ဆာဟူ၍ဖြစ်ပါတယ်အသက်အရွယ်မှာ40ခန့်ရှိပါပြီကျွန်တော်ဟာရမ်ဆာတဲခိုလိုကြောင်းပြောတဲ့အခါရမ်ဆာကဝမ်းမြောက်ဝမ်းသာပင်ကျွန်တော်အားတော့ခွင့်ပေးပါတယ်ဇရက်အတွင်း၌အမိုက်များကိုလည်းတဲကျင်းပေးပါတယ်ထမင်းဟင်းများကိုလည်းချက်ပေးမယ်လို့ပြောပါတယ်ကျွန်တော်ဟာ၎င်းအားလိုအပ်သောပစ္စည်းများကိုဝယ်ရန်ငွေထုတ်ပေးလိုက်ပါတယ်ရမ်ဆာဟာကျွန်တော်ချိုးရန်အတွက်ရေကိုပင်ခတ်ပေးပါတယ်ကျွန်တော်ဟာထိုနေရာ၌49ရက်လုံးလုံးနေထိုင်နေကျွန်တော်ရဲ့နံပါတ်9ကျင့်စဉ်ကိုကျင့်ရမှာဖြစ်ပါတယ်ရမ်ဆာချက်တော်ဟင်းများဟာမဆလာကိုအသုံးပြုတာကနေပါတယ်မြေကောင်းမှုဖြူတာကများပါတယ်ထို့ကြောင့်ကျွန်တော်ကရမ်ဆာရဲ့မင်းချက်တဲ့ဟင်းတွေကလည်းမြေကောင်းတယ်နန်းနေတာပဲကွာမဆလာနဲ့ဆိုရင်ငါဟောင်းကခံနိုင်နေကွာမြေကောင်းတယ်ကိုငါကမကြိုက်ဘူးလို့ပြောလိုက်ရာရမ်ဆာကကောင်းပါပြီမိတ်ဆွေမနေ့ပြန်ကစပြီးမယုံကောင်းတာမပါစီရပါဘူးမဆလာပဲထည့်ပြီးချက်ပါမယ်လို့ဆိုကမဆလာကို၎င်းကိုယ်တိုင်ကြည့်ချက်ပြုတ်ကျွေးမိပါတော့တယ်ရမ်ဆာချက်တော်ဟင်းများဟာလွန်စွာကောင်းလာပါတယ်ထမင်းဟာလေရိုးရိုးထမင်းချက်ပြီးဟူ၍မရှိပဲဒီများကလဘဲများထောပံများအစင်သဖြင့်ထည့်ပြီးချက်တတ်ပါတယ်ထို့ကြောင့်လွန်စွာစားရည်ကောင်းပါလေထို့အပြင်ရမ်ဆာဟာတရသီးစိမ့်တနက်များကိုလေထမင်းစားတိုင်းထည့်ပေးပါလေညနေပိုင်းကိုရောက်ရင်ရမ်ဆာရဲ့မိမအာမင်နာဟာရမ်ဆာနဲ့တူကျွန်တော်ရှိရလို့လိုက်လာတတ်လိရှိပါလေအာမင်နာဟာကောဆန်အီနယ်ကိုတွား၍ဈေးရောက်ရသူဖြစ်ပါလေဒီနေ့မှာရမ်ဆာကဒီလိုရှိပါတယ်မိတ်ဆွေခမည်းတော်လူယောဂီတွေမှာအဆောင်ကောင်းတွေရှိတတ်ပါလေကျုံမိမကမြို့မှာတွားပြီးဈေးရောက်ရတယ်ဘယ်တော့မှဆိုသူဟာထိခိုက်မိနေတော့တာပဲချော်လဲပြီးဒူးပြေးလာတာရှိတယ်တထောင်ဆုတ်လာတာရှိတယ်တခါတလေနှစ်ဖူးကြီးတောင်ပြေးလာတယ်အာမင်နာမထိခိုက်ပဲပြန်လာတဲ့ရက်ဆိုတာကျုပ်ဖြင့်တခါမှမတွေ့ဘူးသေးဘူးသူ့ဒီကိုယ်လုံးမှာလည်းပတ်တီးတွေဒဏ်ရာဒဏ်ရက်တွေကြီးပဲသူ့ကိုစီးပေးတဲ့ပတ်တီးကိုဆူထားရင်ကျုပ်တို့နေနေရချမ်းသာတော့တယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေကကျွန်တော်မိမကိုထိခိုက်မှုမရှိအောင်အဆောင်လေးတစ်ခုတော့ချင်းမြင်လေးပါလို့ပြောပါတယ်ကျွန်တော်လည်းရမ်ဆာပေးတော့ပေးပါမယ်ကွာတရက်တော့ဆောက်မအောင်လို့ပြောလိုက်ရပါတယ်နောက်တစ်နေ့မနက်မှာကျွန်တော်ဟာထမင်းစားပြီးတဲ့နောက်ခက်တာအိတ်ဆက်ပါတယ်အိပ်ပြောသွားတဲ့အခါ၌ကျွန်တော်ဟာအိမ်မက်မက်ပြန်ပါတယ်အိမ်မက်ထဲမှာမုံလိမုံဝအလင်းအောင်ထဲမှာလူတစ်ယောက်ဟာထိုင်၍တကုတ်ကုတ်လုပ်နေတာတွေ့ရပါတယ်ထိုသူမှာကျွန်တော်ကိုယ်တိုင်ပင်ဖြစ်ပါတယ်
ကျွန်တော်ဟာတေကိုင်းတစ်ခုကိုရွေ့အတောင်ဖြတ်နေတဲ့ငှက်ကလေးတစ်ကောင်ရဲ့ပုံကိုလက်သေးဆောင်နဲ့ထွင်းထုနေပါတယ်ထို့နောက်ထိုငှက်ကလေးကိုကိုင်းနှခမ်းအနီးကိုကပ်ပြီးနေရင်အတောင်ဖြတ်တဲ့ငှက်ကလေးရဲ့ကာကွယ်ပေးပါကွယ်ထို့သို့ဆိုနေတာကိုတွေ့လိုက်ရပါတယ်ထို့နောက်ကျွန်တော်ဟာအိယာကနေနိုးလာပါတယ်ထို့နောက်ကျွန်တော်ဟာဇရက်ရှိမှရှိသောမကြီးတွေကမကြီးကိုင်းလေးကိုခုတ်ချပြီးအတောင်ဖြတ်နေတဲ့ငှက်ကလေးတစ်ကောင်ရဲ့ပုံကိုမောင်းချဓာတ်နဲ့ထွင်းထုပေးလိုက်ပါတယ်ထို့နောက်အထက်ကဆိုခဲ့တဲ့အတိုင်းအတောင်ဖြတ်တဲ့ငှက်ကလေးရဲ့ကာကွယ်ပေးပါကွယ်ဟူ၍အချိန်90တိလေးလေးနက်နက်ရွတ်ဆိုကအာမင်နာအားပေးလိုက်ပါတယ်အာမင်နာလည်းယူသေးစွာယူဆောင်သွားပါတယ်ထိုနေ့ကစပြီးအာမင်နာဟာထိမိခိုက်နေခြင်းမရှိတော့ကြောင်းရမ်ဆန်ထံကတစ်ဆက်သိရပါတယ်ကျွန်တော်ဟာထိုစရက်၌49ရက်လုံးလုံးအေးချမ်းစွာနေခဲ့ပါတယ်49ရက်ပြည့်တဲ့အခါ၌ကျွန်တော်ဟာပစ္စည်းများကိုသိမ်းနေပါတယ်ထိုချိန်၌ရမ်ဆန်ဟာဈေးကနေပြန်လာပြီးကျွန်တော်ထံသို့ဦးရဖားရပြေးလာပါတယ်ဒီမှာမိတ်ဆွေကော်ဆန်အီနန်ကပလိတ်တွေရဲ့အရက်သားနှစ်ယောက်နဲ့ဒီကိုလိုက်လာနေကြပြီသူတို့ပြောတဲ့စကားရခမည်းကိုဖမ်းကြလိမ့်မယ်ခမည်းဟာတသက်တချုံးကပြေးလာတဲ့အချင်းသားကိုပြောတယ်လို့ပြောလိုက်ရင်ကျွန်တော်ဟာကျွန်တော်ရဲ့ပစ္စည်းများကိုယူကာခြေဦးတရာကိုထွက်ပြေးခဲ့ရပါတော့တယ်ကျွန်တော်ဟာကော်ဆန်အီနန်ခေါ်ကော်ဒမီမျိုးကနေအနောက်ဘက်အဆူဆူကိုကုန်းချောင်းဟီးကနေနှင်ခဲ့ရပါတယ်ဂျန်ဝမ်းများကိုဆင်းခဲ့ရပါတယ်ထို့အတူတောင်ကုန်းများကိုလည်းကြော်ဖြတ်ခဲ့ရပါတယ်ခရီး10မိုင်နဲ့သွားမိတဲ့အခါ၌ပါလဲလာရဟူသောရွာငယ်ကိုရောက်ရှိပါတယ်ထိုရွာငယ်မှာတစ်ချိန်ကလွန်စွာကြော်ကြားခဲ့သောပါလာလဲတော်ပင်ဖြစ်ပါတယ်ထိုရက်ဒေသကနေတစ်ဆင့်ခရီးဆက်ခဲ့ရာပါဇိုကာဟူသောတောင်ကိုရောက်ရှိပါတယ်ထိုတောင်မှာကြီးမားသောကြောက်ကူကြီးတစ်ခုရှိပါတယ်ထိုကြောက်ကူကြီးဟာမြတ်စွာဘုရားရှင်ဓမ္မအကျင့်ဝါဆိုတော်မူခဲ့တဲ့ကြောက်ကူကြီးဖြစ်ပါတယ်ထိုကြောက်ကူကြီးနဲ့မနာမကန်မှမူတစ်သားစီရဲ့တစ်လုံးရှိပါတယ်ဇရက်မှာရှီဟောင်းဇရက်ဖြစ်တော်လဲလွန်စွာခိုင်ခန့်ပါတယ်ဇရက်ဆောင်မိသားစုဟာဇရက်ကိုကောင်းစွာစောင့်ရှောက်ပါတယ်တန်ရှင်းစင်ကြယ်အောင်လည်းပြုလုပ်ထားပါတယ်ထုံးများရေနံများကိုသူ့နေရာနဲ့သူတုံလိမ့်ထားပါတယ်အထူးသဖြင့်အင်္ဂါများကိုတန်ရှင်းစွာထားခြင်းပဲဖြစ်ပါတယ်ရေချိုးရန်အတွက်လဲတောင်ကျရေထွက်ပေါက်တစ်ခုကိုဝါးပြွန်နဲ့တွေ့တန်းထားပါတယ်ဇရက်ဆောင်မိမရဲ့အမည်ဟာအမီတာဟူ၍ဖြစ်ပါတယ်ကျွန်တော်ဟာ၎င်းကအမီတာလို့မခေါ်ပဲအေးမီတာဟူ၍မြမာတန်လို့ဖလဲကခေါ်ပါတယ်ဇရက်ဆောင်ယောက်ျားရဲ့အမည်ဟာလင်ဘူးဟူ၍ဖြစ်ပါတယ်လင်ဘူးဟာပလာလေရကျေးရွာမှာအလုပ်လုပ်ပါတယ်ဂျုံများပြောင်းများကိုပွဲစားလုပ်တဲ့ဂျုံပြောင်းပွဲစားပင်ဖြစ်ပါတယ်ကလေး3ယောက်ရှိပါတယ်လင်ဘူးဟာအရက်အသေးစားတောက်စားတဲ့သူဖြစ်ပါတယ်အမီတာဟာလင်ဘူးအရက်တောက်တဲ့အတွက်များစွာစီစင်းရရှိပါတယ်လင်ဘူးဟာခင်မင်စရာကောင်းသောသူတစ်ယောက်ဖြစ်ပါတယ်ရည်စရာလည်းအလွန်လုပ်ပါတယ်အစလည်းအလွန်တန်ပါတယ်အခြားလူကိုစစရာမရှိရင်သူဟာအေးမီတန်းရဲ့မျက်နှာကိုအိုးမဲ့သူ၏စလေးရှိပါတယ်အေးမီတန်းစိတ်ဆိုး၍လိုက်ရနေတာကိုရီမောကဖျက်ပြေးတတ်ပါတယ်ကျွန်တော်ဟာ၎င်းတို့မိသားစုနဲ့လွန်စွာရင်းနှီးခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာလင်ဘူးအလုပ်သွားကအေးမီတန်းဟာကျွန်တော်ထံရောက်ရှိလာပြီးကျွန်မအကူအညီတောင်းချင်လို့ပါရှင့်လိုကြင်ညာနေတဲ့ယောဂီတယောက်ကမလွယ်မသွေကူညီပေးနိုင်မှာပါပဲကျွန်မယောက်ျားလင်ဘူးဟာအားလုံးကောင်းပါလေဒါပေမဲ့အရက်ဆွဲနေတာခက်တယ်အဲ့ဒီအရက်ကိုပြတ်အောင်လုပ်ပေးနိုင်မယ်ဆိုရင်တော့ကျမဟာဒီကဘာမှာအပျော်ဆုံးမိမတယောက်ဖြစ်သွားမှာပဲလို့ပြောပါတယ်ကျွန်တော်လည်းဒီကိစ္စကိုအလေးနက်ထားပြီးလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ထို့နောက်ကျွန်တော်အားတဲ့အချိန်မှာမျက်စိကိုမိလင်ဘူးအရက်ပြတ်မဲ့အကြောင်းကိုစဉ်းစားရင်းငြိမ့်နေလိုက်ပါတယ်ထို့နောက်ကျွန်တော်ဟာအာမီတာအားခွေးသေးပန်းရွက်ကဲ့သို့အရွက်9ရက်ကိုခူးစီပြီးဖန်ဝက်တစ်ခုတည်းကိုထည့်စီပါတယ်ထို့နောက်လင်ဘူးတော့မဲ့အရက်ပလင်းကအရက်များကိုထိုဖန်ဝက်အတွင်းနောင်းထည့်ခိုင်းလိုက်ပါတယ်ပြီးရင်အမီသားဟာထိုဖန်ဝက်ကိုလက်နှစ်ဖက်နဲ့ကိုင်းပြီးအောက်ပါအတိုင်းရွတ်ဆိုစီလိုက်ပါတယ်လူပြူတော့တဲ့အစိတ်တွေတစ်ပင်ရင်းမှာတေးရေကြီးပေါ်မှာကြည်လူပြူစီကအရက်များတောက်လို့မရစေတာအမီသားအထက်ပါအတိုင်း9ကြိမ်ရွတ်ဆိုစီပြီးတဲ့နောက်ထိုဖန်ဝက်မှာအရက်အနေငယ်ကိုတစ်ပင်ရင်းမှာလောင်းစီပါတယ်ရေကြီးပေါ်မှာလည်းအနေငယ်လောင်းစီပါတယ်ထို့နောက်ထိုရက်များကိုပလင်းထဲကိုပြန်ထည့်စီပါတယ်ခွေးသေးပန်းကဲ့သို့သောအရွက်များကိုမူလှက်ပြစ်ခိုင်းလိုက်ပါတယ်ရက်အတန်ကြာသောအခါ၌ဇရက်ဆောင်လင်ဘူးဟာကျွန်တော်ထံကိုရောက်လာပါတယ်ဒီလိုဖြစ်တယ်မသိဘူးဗျာကျုပ်အခုတလောအရက်တောက်ရှင်လေးမရှိတော့ဘူးတောက်လည်းမတောက်ဖြစ်တော့ဘူးမနေ့ညနေကဆိုရင်ကျုပ်မိမအမိသားကိုယ်တိုင်ကျုပ်ကိုအရက်တောက်ဖို့ပတ်စံထုတ်ပေးတယ်ကျုပ်လည်းမတောက်ဖြစ်ဘူးဒီကိစ္စကခမည်းရောက်လာမှဖြစ်တဲ့ကိစ္စပဲခမည်းကကျုပ်ကိုစိတ်ဆိုးပြီးတော့များအရက်ဖြတ်ပြစ်လိုက်တာမဆိုနိုင်ဘူးဗျာလို့ပြောပါတယ်ထို့ကြောင့်ကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ်လင်ဘူးရဲ့အရက်ပြတ်သွားတာမကောင်းဘူးလားလို့မေးလိုက်ရာလင်ဘူးကကျုပ်မှမကောင်းတာဆိုလို့အဲ့ဒီအရက်တောက်တာတစ်ခုပဲရှိတယ်အခုမတောက်တော့ဘူးဆိုတော့ကျုပ်ဟာလူကောင်းကြီးလုံးလုံးဖြစ်သွားပြီပေါ့လို့ပြောပါတယ်
အမိသားခေါ်အိမိသားရွတ်ဆိုသောစကားထဲမှာလူယူဟုသုံးထားပါလေအဖေကြောင့်ဆိုသောသူ့ရဲ့ယောက်ျားလင်ဘူးဟာလွန်စွာအသားဖြူသောကြောင့်ဖြစ်ပါတယ်အသားညိုသောသူဖြစ်ပါမူလူညိုတောက်တဲ့အရက်များလို့ရွတ်ဆိုရမှာဖြစ်ပါတယ်အသားမဲပါမူလူမဲလို့ရွတ်ဆိုရမည်ဖြစ်ပါတယ်ဤသို့ရွတ်ဆိုရရင်ညီသည့်ဘာသာစကားနဲ့ဖြစ်စီရွတ်ဆိုနိုင်ပါလေတခါကဆိုရင်ကျွန်တော်ဟာအင်္ဂလိပ်ကဗျာတူအားဤရောက်ကိုပြောပြရာသူဟာအောက်ပါတိုင်းအင်္ဂလိပ်ဘာသာနဲ့ရွတ်ဆိုခဲ့ပါတယ်ဤနည်းတိုင်းပင်ပြုလုပ်ခဲ့ရာအရက်တက်သောသူများကိုလည်းတွေ့ဦးပါတယ်ခွေးသေးပဲရွက်နဲ့ပြုလုပ်ရင်လည်းရပါတယ်ကျွန်တော်ဟာထိုပါမိုဇာတောင်နဲ့49ရက်လုံးလုံးကျွန်တော်ရဲ့ရှစ်ကြိမ်မြောက်ကျင့်စဉ်ကိုကောင်းစွာကျင့်ကြံခဲ့ပါနေကျွန်တော်ရဲ့ကျင့်စဉ်ဟာတော်တော်ခီးပေါက်ခဲ့ပြီဖြစ်ပါတယ်ထို့အတူကျွန်တော်ရဲ့ရန်သူများဟာလည်းကျွန်တော်နဲ့နီးကပ်တဲ့နီးကပ်လာကြပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ရန်သူများမှာမွေးထူမွေးပြောင်နှစ်ဦးသာမဟုတ်ပြီကျွန်းမှာကပ်ပလီရိုင်းများပင်ပါလာပြီဖြစ်ပါတယ်အသေးအောင်ဆိုတော့တသက်တကျွန်းနေစဉ်ကကျွန်တော်နဲ့လူရဲမာလေးဒါနာစီတို့တိုင်ရောစဉ်ဖြစ်ခဲ့တာကိုကျွန်တော်ရဲ့ရှေ့မှတ်တမ်းမှာဖော်ပြခဲ့ပြီးတဲ့အတိုင်းထွက်ပြေးရန်လေးကိုပြုလုပ်တဲ့အခါမှာလေဒါနာစီပါဝင်ကပ်ပလီအရိုင်းမာလေးများကလေကူညီလုပ်ကင်ပေးခဲ့ပါတယ်ကျွန်တော်လှေနဲ့ထွက်ပြေးသောအခါမှာဒါနာစီဟာလှေပေါ်ကိုအတင်းပြေးပြီးတက်ပါတယ်အခြားမိမများကဝိုင်း၍ဆွဲထားရပါတယ်ဒါနာစီဟာလှေနဲ့ထွက်ပြေးသွားတဲ့ကျွန်တော်ကိုကြည့်တာမိုးကျွေးရင်မေမျောသွားတာကိုလှေပေါ်ကနေကျွန်တော်မြင်တွေ့ခဲ့ရပါတယ်နောက်ခါမှကျွန်တော်သိရတာမှာဒါနာစီဟာကျွန်တော်ကိုလွှမ်းဆွသောစိတ်နဲ့အစာမစားဘဲနေခဲ့ရာနောက်ဆုံးနဲ့တည်ဆုံးသွားတယ်လို့ဆိုပါတယ်ဒါနာစီတည်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုရှူကြီးထဲမှာနေတဲ့ကပ်လီလူရဲများကကျွန်တော်အပေါ်မှာအကြီးအကျယ်ဒေါသထွက်ကြပါတယ်ထိုထဲမှာဒါနာစီကတစ်ဖက်သက်မြစ်တာရှိနေတဲ့လာလူဆိုသောကပ်လီနဲ့မာမူဆိုသောကပ်လီဟာကျွန်တော်အားတိုက်ရန်အတွက်ကဘာဆုံးရှာမှုလို့ဆိုတာထွက်လာခဲ့ကြပါတယ်ထို့သို့ထွက်လာခဲ့ရာအိန္ဒိယကိုရောက်တဲ့အခါ၌မွေးထူမွေးပြောင်တို့နဲ့တွား၍တွေ့ရပါတယ်ထို့နောက်၎င်းတို့၄ဦးပေါင်းပြီးကျွန်တော်ရဲ့နောက်ကိုအလန့်ခံ၍လိုက်လာကြပါတယ်လူရိုင်းမာမှုနဲ့လာလူဟာကျွန်တော်ကိုတွေ့ရင်မှုပြောင်းနဲ့မှု၍တက်ရန်အစီအစဉ်ရှိပါတယ်မွေးထူနဲ့မွေးပြောင်မာမှုကျွန်တော်အားမိရင်အသေးဖမ်းပြီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကိုဖမ်းပေးကဖြစ်အိန္ဒိယအစိုးရထံကလည်းစုငွေထုတ်ယူမှာဖြစ်ပါတယ်စုငွေမှာ2မျိုးဖြစ်ပါတယ်အိန္ဒိယအစိုးရထံကလည်းစုငွေရမှာဖြစ်တဲ့အပြင်ကျွန်းမင်းကြီးထံကလည်းစုငွေရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ရန်သူမှာလည်း2မျိုးဖြစ်ပါတယ်တစ်မျိုးမှာငွေအတွက်ဖြစ်ပြီးကျန်တစ်မျိုးဟာအချစ်အတွက်လက်စားချေရန်ဖြစ်ပါတယ်ထို့အပြင်၎င်းတို့ရဲ့သတင်းပေးချက်အရအိန္ဒိယပလိတ်ဖွဲ့ဟာလည်းကျွန်တော်အားခြေရာခံရရှိပါတယ်ကျွန်တော်ဟာကျွန်တော်ရဲ့ကျင့်စဉ်ကိုအေးစေစွာလုပ်ရသည်မဟုတ်ရန်သူရဲ့အခြေအနေကိုသတိထားကပြင်းရင်လွှားရင်လုပ်နေရပါတယ်တစ်ချက်ကလေးသတိလွတ်တာနဲ့ကျွန်တော်ရဲ့ဇီဝင်ဟာကျွေးရပြီတော့မယ်ကျွန်တော်ဟာခရီးအတော်ဝေးတဲ့မဟာဝေါဘူရာကိုတွားရောက်ခဲ့ပါတယ်ထိုဘူရာလေးရှိဓမင်းဆိုင်မှာ3ရက်ခန့်တက်ခုပြီးတဲ့နောက်ရန်သူအရေးအခြေကိုကြည့်လာဘက်ကဟဘူရာကိုမိထားနဲ့လိုက်ပါလာခဲ့ပါတယ်ထိုဘူရာကိုရောက်ရင်မော်တော်ကားစီးကိုငှားရမ်းက14မိုင်ဝေးသောနေရာကိုတွားရပါတယ်ထို့နောက်ကျေပြတ်နှံဆိုင်သောတောကြီးတွေကိုဝင်ခဲ့ပါတယ်ထိုတော့မှာဗေဒကာလတောဖြစ်ပါတယ်ထိုတော့ရဲ့အလယ်လောက်မှာအုတ်ကျိုးအုတ်ပဲများကိုတွေ့ရတဲ့တခါကအဆောက်အဦကြီးတစ်ခုရှိတယ်လို့ကြောင်းသိလာနိုင်ပါတယ်ထိုတော့မှာပန်းမျိုးစုံပွက်ပါတယ်အထူးသဖြင့်တောင်စလက်ပန်းများတတော်လုံးတင်းပြန်နေပါတယ်ကျွန်တော်ဟာတောထဲကိုစိတ်ဝင်သွားရာနောက်ဆုံးလိုက်မိုးစိုးတူနေထိုင်တဲ့တဲကြီးတစ်လုံးစီကိုရောက်ရှိသွားပါတယ်ခင်းနဲ့ဦးအောင်စိန်တို့ဟာကျွန်တော်ရဲ့အိမ်တကားကိုရိုက်ချိုး၍အတွင်းကိုဝင်ရပါတယ်ကျွန်တော်ရဲ့ပစ္စည်းများကိုဖွာရပါတယ်ထို့နောက်အဆောင်၄ဦးချကပြန်သွားကြပါတယ်ကျွန်တော်လည်း၎င်းတို့မြည်သည့်နေရာကိုပြန်သွားကြောင်းသိလို့ဖြင့်နောက်ကနေတစ်စီတစ်စောင်းလိုက်လံကြည့်ရှုပါတယ်ခေဟာထမင်းဆိုင်တစ်ဆိုင်မှာတဲခုနေပါတယ်သူ့ရဲ့လူများမှာဆေးရုံဝင်းကြီးတစ်ခုထဲမှာတဲခုကြပါတယ်ညအချိန်ကိုရောက်တဲ့အခါကျွန်တော်ဟာထိုထမင်းဆိုင်ကိုသွားပါတယ်ခင်းနေသောအခန်းလေးကိုတိတ်တဆိတ်ဝင်ပါတယ်ထို့သို့ဝင်ရမှာကျွန်တော်ဖို့မခက်လာပြီကျွန်တော်ရဲ့တကယ်ရင်တာမြရွှေထံကတခိုးပညာကိုကောင်းစွာသင်ယူထားပြီးဖြစ်၍ခြေဖွ၍နင်းပုံတော့ခိုး၍ဖွင့်ပုံတို့မှာကျွန်တော်အတွက်ခက်ခဲသောအရာများမဟုတ်ပြီကျွန်တော်ဟာအခန်းလေးကိုရောက်လာတဲ့တပည့်နဲ့တည်းအခန်းထဲမှာထွန်းကြည့်ထားတဲ့မှန်ကိုမီးစာမြှင့်လိုက်ပါတယ်မီးလေးသွားတာနဲ့တပည့်နဲ့တည်းကဲဟာခေါင်းကတနက်ကိုထုတ်ယူပြီးကျွန်တော်အားထိုးချိန်လိုက်ပါတယ်ထို့သို့ချိန်ပြီးတဲ့နောက်ငါမအိတ်သေးပါဘူးရှင်မြတ်သားရဲ့မင်းဒီကိုဝင်လာမယ်ဆိုတာသိလို့ငါကောင်နေနဲ့ခွဲပြီးငါကဒီမှာအိတ်နေရတာထင်းတဲ့အတိုင်းပဲဝင်လာတော့စုငွေကိုငါတယောက်တည်းထုတ်ရမယ်ပြီးတော့မင်းမှတ်မိသေးလားငါ့ကိုတစ်ပင်ပေါ်မှာစောက်ထိုးကြီးဆွဲပြီးခဲနဲ့ပေါက်ခဲ့တာလေမင်းကိုတေအောင်မတတ်ပါဘူးငါမင်းကိုကျွန်းမင်းကြီးလက်ထဲအပ်မယ်စုငွေထုတ်ယူမယ်မင်းကိုမအပ်ခင်မှာငါမင်းကိုတစ်ပင်ပေါ်မှာစောက်ထိုးဆွဲပြီးခဲနဲ့ပေါက်မယ်အဲ့ဒီလောက်ပဲလုံပါပါလို့ပြောလိုက်ချင်းမှာပဲအခန်းဟာရုပ်ရည်မှောင်ကျသွားပြီးကျွန်တော်ရဲ့လက်မင်းကိုတလက်ရောက်လာပါတယ်ဘ
ထို့နောက်ဇုံတယောက်ဟာကျွန်တော်ရဲ့လက်မောင်းကိုကိုင်းထမင်းဆိုင်ထဲကနေဆွဲထုတ်သွားပါလေကျွန်တော်လည်းအမောင်ကြီးထဲမှာတရွတ်တိုက်ပြီးလိုက်သွားပါလေထို့နောက်မြင်းစည်းပေါ်ကိုတင်၍မောင်းနှင်ခေါ်ဆောင်သွားပါလေမြင်းပေါ်ကိုရောက်တဲ့အခါကျမှမင်းဓမ္မနေလို့မဖြစ်တော့ဘူးရွှေမြတ်သာအဲ့တော့ဘူရာတိငါလိုက်ပုံမယ်မင်းအဲ့ဒီကနေပြေးပြီတော့လို့ပြောလိုက်မှပင်ကျွန်တော်အားကင်နေခဲ့သူမှာဆရာဆော်မွန်ဖြစ်ကြောင်းအံ့ဩဖွယ်ရာသိလိုက်ရပါတော့တယ်ကျွန်တော်ဟာဆရာဆော်မွန်နဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်တမျိုးဝင်တမျိုးထွက်နဲ့ခရီးဆက်ခဲ့ရာနောက်ဆုံးမှာဂါယာမြို့မှာ15မိုင်-20ခန့်ဝေးတဲ့ဝူဂျီကတ်ခေါ်ဘူရာတစ်ခုကိုရောက်ပါတယ်ထိုဘူရာမှာ2မိုင်ခန့်ခီးကိုမြင်းလဲနဲ့ခရီးဆက်ခဲ့ရာရွာတရွာနီးကိုရောက်ပါတယ်ထိုရွာမှာပူတာကီယာလို့ခေါ်ပါတယ်ထိုရွာနီးမှာလွန်စွာလှပတဲ့ရေကန်ကြီးတွေရှိပါတယ်ထိုရေကန်ကြီးပေါင်ပေါ်မှာညံတော်လေးတွေကမြင့်တဲ့တင်မလင်းခွေစစ်တော်ကြီးတဆူကိုလည်းဖူးမြင်ရပါတယ်ထိုနေရာကနေတစ်ဆင့်ခရီးဆက်ခဲ့ပါတယ်ခရီးမဆက်မီလိုက်ရေကန်လိုက်ရေချိုးပါတယ်ရေချိုးပြီးတဲ့နောက်4ဖာလုံး5ဖာလုံးကခြေရင်လျှောက်ခဲ့ရာတဲတော်မြင်းကြီးများနဲ့ဇာဆင်လေးလွန်စွာလှပတဲ့မြင်းကြီးတစ်ခုကိုတွေ့ရပါတယ်ထိုမြစ်ကိုယခုခါ၌ဖာကူးမြစ်လို့ခေါ်ပါတယ်ထိုမြစ်ဟာတစ်ခါကစံပါမြစ်လို့ခေါ်ခဲ့ဘူးပါတယ်လွန်စွာအသက်ရသောဓမ္မမင်းကြီးများပေါက်ရောက်လျက်ရှိပါတယ်ထိုစံပါမြစ်ဟာကျွန်တော်တို့ရဲ့ဖျားလောင်ရွဲကုန်တဲ့ဘဝမှာဒီဝရက်ကရန်ညိုးစခဲ့တဲ့နေရာဖြစ်ပါတယ်မြစ်စိတ်ကမ်းမှာဓမ္မမင်းကြီးများရှိတဲ့ကဲ့သို့သဘာဝလှိုင်ကိုလှိုင်ပေါ်များလည်းရှိပါတယ်ဂင်းကမြစ်နဲ့ဆက်သွယ်နေတဲ့မြစ်ကြီးလေးဖြစ်ပါတယ်လွန်စွာလှပပါတယ်ဟိန္ဒူရောင်လေးနဲ့မလန်းမကန်းမှာတည်ရှိတာကြောင့်စာရေးတောက်ရေးလည်းလွယ်ကူလှပါတယ်ကျွန်တော်ဟာထိုနေရာ၌ခိုအောင်မီဟုဆုံးဖြတ်ထားလိုက်ပါတယ်ထို့နောက်ကျွန်တော်ရဲ့ပစ္စည်းများကိုဂူတကူတွင်ထည့်ကပူတာကီယာရွာကိုသွား၍ရွာသားတို့နဲ့ဆက်သွယ်ပါတယ်ရွာသားတို့ကကျွန်တော်ဟာဖာကူးမြေတန်းတစ်ခုကိုခေါ်လာပြီးကျွန်တော်အားထမင်းတောက်ရည်စသည်တို့ကိုပို့ပေးရန်ပြော၍ဆွေးနွေးရပါတယ်ထိုရွာသားရဲ့အမည်ဟာလက်ခဏောင်ဟူ၍ဖြစ်ပါတယ်လက်ခဏောင်ဟာကျွန်တော်ပြောတဲ့စကားကိုတေချာစွာနားထောင်ပြီးတဲ့နောက်ဆုံးတာနဲ့ခေါင်းကိုရမ်းပါတယ်ကျွန်တော်ဟာထက်၍ပြောပြန်ပါတယ်ကျွန်တော်စကားဆုံးတာနဲ့ခေါင်းကိုရမ်းပြန်ပါတယ်ထို့ကြောင့်ကျွန်တော်ကမင်းဘာဖြစ်လို့ခေါင်းရနေတာလဲမင်းကောကရှေ့ကိုညှိမှုလည်းရုံမပါဘူးလားဘေးကိုရမ်းဖို့ပဲပါလာလို့မေးလိုက်တဲ့အခါလက်ခဏောင်ကကျွန်တော်ခေါင်းအောင်မှာရှိတဲ့လည်းရုံကဘေးကိုလည်းလှည့်လို့ရပါတယ်ရှေ့ကိုလည်းငုံလို့ရပါတယ်ဒါပေမဲ့တခြားလူကိုတွေ့ရင်ဘေးကိုလှည့်တယ်သူနဲ့တွေ့မှရှေ့ကိုငုံတယ်လို့ပြောပါတယ်ထိုအခါကျွန်တော်ကသူဆိုတာဘူးလေလို့မေးလိုက်ရာလက်ခဏောင်ကစီတာလို့ပြောပါတယ်ထိုအခါကျွန်တော်ကအဲ့ဒီစီတာဆိုတာဘူးလေလို့ထည့်၍မေးပြန်ရာ၎င်းကစီတာဆိုတာကျွန်တော်ယူမဲ့ကျွန်တော်ချစ်သူလို့ပြန်၍ဖြေပါတယ်ထိုအခါကျွန်တော်ကအော်မင်းကောင်းကတခြားလူတွေနဲ့စကားပြောရင်ဘေးကိုခါတယ်ရှေ့သူနဲ့တွေ့မှရှေ့ကိုညှိတယ်ဟလားတော်တော်ကောင်းတဲ့ခေါင်းပဲလို့ပြောလိုက်ရင်လက်ခဏောင်ကအဲ့ဒါအမှန်ပဲအခုခင်ဗျားပြောတာတွေကိုကျုပ်လက်မခံနိုင်ဘူးစီတာနဲ့အတိုင်းမရမယ်စီတာကသဘောတူမှကျုပ်ကလုပ်နိုင်မယ်သူသဘောမတူရင်ကျုပ်ကရေတော်မတော့ဘူးကုံပြောမယ်ဗျာစီတာကအသက်မရှူနဲ့လို့ပြောရင်ကျုပ်အသက်မရှူပဲရက်ထားမှာကျုပ်ရဲ့အုံတော်ကဘာမှမစင်စားဘူးစီတာပြောတာကိုပဲလိုက်နာဖို့ဆုံးဖြတ်ထားတယ်အဲ့တော့စီတာကိုတိုင်ပင်မရစေအောင်လို့ပြောပါတယ်ကျွန်တော်ဟာလက်ခဏောင်ရဲ့လက်ကိုဆွဲ၍လက်ဝါးပြင်ကိုကြည့်လိုက်ရာ hard line ခေါ်နှလုံးသားကြောင်းဟာလက်ညှိုးနဲ့လက်ကလေးရောက်ကိုတိုးဝင်သွားတာတွေ့လိုက်ရပါတယ်ကျွန်တော်ဟာလက္ခဏာကျမ်းများကိုလေ့လာဘူးပါတယ်ထိုကျမ်းများရဲ့အဆိုအရနှလုံးသားကြောင်းဟာဤနေထားမျိုးရှိပါကလွန်စွာမရားကြောက်တယ်လို့ဆိုပါတယ်ထို့ကြောင့်ကျွန်တော်ကကဲပါကွာမင်းရဲ့စီလာနဲ့သွားတိုင်မြင်လိုက်ပါဦးသူသဘောတူတော်လေးတစ်ခေါက်လာပြီးငါစီမှာခေါင်းငိမ်ပြပါလို့ပြောလိုက်ပါတယ်လက္ခဏာဟာကျွန်တော်နီးကနေတွက်လက်စာထွက်ခါသွားပါတယ်ကဲပါကွာမင်းရဲ့စီလာနဲ့သွားတိုင်မြင်လိုက်ပါဦးသူသဘောတူတော်လေးတစ်ခေါက်လာပြီးငါစီမှာခေါင်းငိမ်ပြပါလို့ပြောလိုက်ပါတယ်လက္ခဏာဟာကျွန်တော်နီးကနေတွက်လက်စာထွက်ခါသွားပါတယ်တနာရီကကြားတဲ့အခါမိန်းကလေးတဦးနဲ့ပြန်ရောက်လာပါတယ်ထိုမိန်းကလေးမှာစီရာပင်ဖြစ်ပါတယ်စီရာဟာကျွန်တော်ကိုမြင်ရင်ကျွန်တော်ဟာလက္ခဏာကိုအဖြစ်မတင်ခွန်းတော့ပါစီရာဟာလွန်စွာလှပပါတယ်ထို့ကြောင့်ကျွန်တော်ရဲ့စိတ်ထဲမှာဒီကလာဒါကြောင့်လည်းအဖြစ်သေးနေတာကိုလို့တွေးမိပါတယ်ထို့ကြောင့်ကျွန်တော်ဟာစီရာဒီမှာမိန်းကလေးဂင်းကမြစ်ကိုစောင့်တဲ့လက်သမီးလေးဒါမှမဟုတ်ရင်ဖာကူးမြစ်ကိုစောင့်တဲ့မြစ်ဆောင်လက်သမီးလေးများကိုထင်ပြသလားထင်မိတယ်လှလိုက်တာကွယ်ထားပါတော့ကျုပ်ပြောတဲ့စကားကိုမင်းကယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေမြစ်ဆောင်လက်သမီးလေးကိုရွှေဆွဲကြိုးလေးတစ်ကုန်းပူဇော်ခြင်းပါတယ်လို့ဆိုပြီးကျွန်တော်ဟာတက်တာကိုခွင့်ကြောက်ရောင်စုံနဲ့ပြုတ်ထားတဲ့ဆွဲကြိုးလေးတစ်ကုန်းကိုစီရလဲတိုင်းမှာဆွဲပေးလိုက်ပါတယ်စီရဟာထိုဆွဲကြိုးလေးကိုငုံ့ရည်ကြည့်ရင်စီရအဖို့မှာကတော့တောကိုဆောက်ရတဲ့ရုပ်စိုးကြီးနဲ့များတွေ့နေရတယ်လို့ပါပဲဘာ
ဘာလို့ပေးရမလဲဘာကူညီပေးရမလဲစီရာတို့လူကအစင်းနဲ့မှာပဲလို့ပြန်ပြောပါတယ်စီရာရုပ်ရည်ချောတဲ့ကဲ့သို့အတန်ကလည်းตายရပါတယ်စကားပြောတဲ့အခါမှာလည်းပါဇက်ကသာပြောလိမ့်မဟုတ်မျက်လုံးမျက်ခုံးလက်ဟန်ခြေဟန်တို့ကပါအသုံးပြုပြီးပြောတာကြောင့်လွန်စွာကြည့်ပြီးကောင်းပါတယ်ဒီလိုပါစီရာရဲ့ကျုပ်ကနေရီလက်ပြီးတောရီတောင်တွေညစ်ကန်းတွေမှာတရားကျင့်နေတဲ့ယောဂီတို့ပါဒါပေမဲ့အချောင်းတစ်ခုကြောင့်ကျုပ်ကိုလိုက်ရှာပြီးအသက်အန္တရာယ်ပြုမဲ့သူတွေရှိနေတယ်အဲ့ဒါကြောင့်ကျုပ်ကပုံအောင်ပြီးကြင့်ညံနေရတယ်အဲ့ဒီတော့ကျုပ်အခုဆွဲပြလိုက်တဲ့ဆွဲရိုးလေးကိုပြန်ပြီးဖြုတ်ထားပါကျုပ်ဒီနေရာမှာမရှိမှာပဲပြန်ပြီးဆွဲပါတဲတော်ကရသွားမှာဆိုလို့ပါပြီးတော့ကျုပ်အတွက်အစားအသောက်နဲ့တောက်ရတော့ရကြတယ်အခက်အခဲမရှိဘူးဆိုရင်ရင်နွေးနဲ့တောက်ချင်တယ်အဲ့ဒါလေးကိုကိုကြီးပါလို့ဆိုတာကျွန်တော်ဟာငွေ1000လိုက်ပြလိုက်ပါတယ်ထိုကားစီရာဟာကျွန်တော်ပေးတဲ့ငွေကိုလိုက်ယူပြီးနေရင်မင်္ဂလာဆောင်လို့ရပြီလို့ပြောလိုက်တဲ့အခါကျွန်တော်ကဒီဟာကကျုပ်ကိုချက်ပြုတ်ကြည့်လို့စရိတ်ပါမင်္ဂလာဆောင်ဖို့တက်တက်ပြီးပါမယ်မင်္ဂလာဆောင်ရင်လည်းအများကြီးလက်ဖွဲ့ခဲ့မယ်တခုမှကျင်တာကကျုပ်ဒီမှာရှိနေတယ်ဆိုတာကိုရွာသားတွေမသိလို့ပါပဲလို့ပြောလိုက်ရာစီရာကမှန်လားပေါ့ဦးလေးရဲ့ဘယ်သူမှသိလို့မဖြစ်ဘူးအန်ရရှိတယ်ကြားလာလက်ခဏတူတူတိတ်တိတ်ချင်းချင်းလေးလေးရှိဖို့လိုတယ်ဒါကအရေးကြီးဆုံးပဲလို့ပြောလိုက်ပါတယ်ထိုအခါကျွန်တော်ကလက်ခဏဟာဘယ်လိုလဲလက်ခဏမင်းကောင်ကိုကြီးပဲမဟုတ်လားလို့မေးလိုက်ရာလက်ခဏဟာခေါင်းကိုဇက်ခနဲ့ညှိကြလိုက်ပါတယ်ထိုအခါကျွန်တော်ကမင်းကောင်းကြီးကအခုမှပဲတွေ့ဘူးတော့တယ်လို့ပြောလိုက်ရာစီရာနဲ့လက်ခဏကနှစ်ယောက်မဟုတ်ပါဘူးတစ်ယောက်တည်းပါစီရာကောင်းကြီးရင်လက်ခဏကောင်းကြီးမှာစီရာကောင်းခိုင်ရင်လက်ခဏကောင်းခါမှာပေါ့လို့ပြောလိုက်တဲ့အခါကျွန်တော်ကဟုတ်ပါတယ်စီရာတို့လက်ခဏတို့ရဲ့မင်္ဂလာဆောင်ဖို့ကျုပ်တာဝန်ယူပါတယ်ခန်းခန်းနာနာဖြစ်စေရပါမယ်ကျုပ်ကတော့တာဝန်ယူရပါလို့ပြောလိုက်ရင်စီရာကအချင်းတစ်ခုဆိုပြပါတယ်ထိုသချင်းရဲ့အတိတ်ပဲမှာဖက်ကလေးများဟာလှကြသည်ပျော်မျိုးစွာပြန်တန်းကြသည်တွန်ကျူးကြသည်သို့တော်ညီသူကိုမြဒုက္ခမပေးဘူးသောအတိတ်ပဲမျိုးပင်ဖြစ်ပါတယ်လက်ခဏကလည်းအချင်းတစ်ခုကိုဆိုပြပါတယ်သချင်းရဲ့အတိတ်ပဲမှာတစ်ပင်ဗမှန်တို့ဟာလှပကြသည်အရေးအာဝါဒပေးကြသည်သို့တော်ညီသူကိုမြဒုက္ခမပေးဆိုတဲ့အတိတ်ပဲမျိုးသာဖြစ်ပါတယ်ထို့ကြောင့်ကျွန်တော်ကကဲတစ်ပင်နဲ့ငှက်ကလေးတို့ရဲ့ကျုပ်တို့မနက်စာကိုစီမံပေးကြပါတော့လို့ပြောလိုက်ရာစီရာနဲ့လက်ခဏတို့ဟာပြုံးရည်လေးရဲ့ကျွန်တော်အားနှုတ်ဆက်ပြီးထွက်ခွာသွားကြပါတယ်။နှစ်နာရီခန့်ကြာတဲ့အခါ၌လက်ခဏနဲ့စီရာတို့ဟာကျွန်တော်ထံပြန်ရောက်လာကြပါတယ်။လက်ခဏဟာတောင်းနှလုံးကိုတဘိုးနဲ့ထမ်းထားပါတယ်။စီရာကတောင်းနှလုံးကိုရွက်ခါရောက်လာပါတယ်။ထို့နောက်ကျွန်တော်နေထိုင်ရာဂူရင်းကိုဝင်လာကြပါတယ်။ထိုတောင်းထဲမှာဂျုံမုံများအာလူများဂျုံများလျံဒလိမ့်များအိုးများဇွန်းများဒေအိုးများဒေများများမဆလာမုံများငရုတ်သီးများချက်သွန်ပဲဆစသည်များအပြည့်စုံပါလာပါတယ်ထို့အပြင်ကော်ဖီမုံများပင်ပါလာပါတယ်စီရာဟာမီးကိုအမြန်မွေးရေရိုးတဲကကျွန်တော်အားကော်ဖီရန်တစ်ခွက်ဖြော်ရည်တိုက်ပြီးရင်အစာပြေတောက်ထားအောင်ယောဂီကြီးလို့ပြောပါတယ်စီရာဖြော်သောကော်ဖီမှာအလွန်ခါပါတယ်တောက်ရည်မကောင်းပြီတို့ရရင်ကျွန်တော်ကလက်ခဏကြီးမင်းကတော့မိမရခံကောင်းတာပဲစီရာကကော်ဖီဖြော်သိကောင်းတာပဲငါရဲ့အကြိုက်ကိုသူကသိနေတယ်ငါကချိုးရင်မကြိုက်ဘူးခါမှကြိုက်တာဒါပေမဲ့ဆရာဝန်ကခါမတော့ရဘူးတဲ့တဲကြီးပြတ်တယ်တဲ့ဒါကြောင့်တကြားတော့နည်းနည်းထည့်ပေးအောင်ပါဟေးလို့ဆိုတာလက်ခဏအားပေးလိုက်ပါတယ်လက်ခဏဟာကျွန်တော်ရဲ့ကော်ဖီကိုအနေငယ်မြည်ကြည့်ပြီးတဲ့နောက်ဇက်တော့သွားပါတယ်ထို့နောက်စီရာအားပေးလိုက်ရာစီရာကတကြားထပ်ထည့်ပေးပါတယ်ကျွန်တော်ဟာကော်ဖီရန်တစ်ခွက်ကိုတောက်ပြီးတဲ့နောက်ကျွန်တော်ကျင့်ညာအားထုတ်ရမယ်ကျင့်စဉ်များကိုစဉ်းစား၍စိတ်ထဲကနေဇရာချနေမိပါတယ်ထိုချိန်၌စီရာဟာဂျုံများဝင်နေ၍အလုံးကလေးများလုံးကပြင်ရက်တစ်ခုပေါ်မှာလှိမ့်ပြပြီးဂျပါရီများလုံနေပါတယ်ထို့သို့ဂျပါရီလုံနေစဉ်တွင်အာလူဟင်းကိုမြို့ပေါ်မှာတင်ထားပါတယ်လက်ခဏောင်မှာကြက်သွန်များကိုလှီးပြီးကြက်သွန်ညင်ပြုတ်လို့နေပါတယ်အလုံးလုံးချက်ပြုတ်ပြီးတဲ့အခါမှာကျွန်တော်တို့သုံးအတူတူကစားတော့ကြပါတယ်ချင်းပင်မန်း၃ချက်မှာချင်းရီခွက်၃ခွက်ပါလာသည်ဖြစ်ရာလင်မန်းတစ်ခုအနီးလိုက်တောက်ရည်ပြည့်ထည့်ထားတဲ့ရေခွက်တစ်ခွက်စီကိုစီရာကချထားပြပါတယ်ထို့နောက်၃ယောက်သားစကားပြောတဲ့စားတော့ကြပါလေစီရာဟာကော်ဖီဖြော်ရ၌ညံပြင်းတော်လေဟင်းချင်ရတွင်အလွန်ကောင်းပါလေစားရဒီမှာလွန်စွာရတာရှိပါလေစားပြီးတဲ့အခါစီရာကလက်ခဏကအမြင်နဲ့ဒီမှာရှိနေစီရာကတော့ချက်ပြုတ်ခံရမှထွက်လာမယ်စားတော့ပြီးရင်ပြန်မယ်တနေ့လုံးရွာထဲကပြောင်းနေလို့မဖြစ်ဘူးအားလုံးတည်သွားမယ်လက်ခဏကတော့အမြင်နဲ့ရွာထဲမှာရှိနေတာမှမဟုတ်ပဲစီရာမရှိလို့ခိုင်းရရှိရင်လက်ခဏကိုခိုင်းဖို့လို့ပြောပါလေကျွန်တော်ဟာစားရေးတောက်ရေးနေထိုင်ရေးအလွန်အဆင်ပြေသွားပြီဖြစ်ပါလေတို့ရရင်လုံခြုံမှုရှိစေရန်အတွက်လက်ခဏအားအသေးစိတ်သွန်သင်ရပါလေညနေနေဝင်တဲ့အခါလက်ခဏဟာပြန်သွားပါလေကျွန်တော်တယောက်တည်းဂူထဲမှာကြံခဲ့ပါလေ
ကျွန်တော်ဟာစိတ်ကိုလျှော့၍လက်ပြလွှင့်သောအတက်ကိုလေ့ကျင့်နေပြီဖြစ်ပါလေအမှန်စင်စစ်ထိုအတက်မှာမဇက်အားဖြင့်ပြော၍လေတော်လေးလက်တွေလှုပ်ကြည့်တဲ့အခါမှာလွန်စွာခတ်ပါလေထို့အပြင်ပြင်းပြင်းထန်ထန်လှုပ်ကြည့်တဲ့အခါ၌လက်ပြမလွှင့်မဲညောတဲ့ကဲ့သို့ဖြစ်သွားပါလေလူမှာအသေးကောင်ကဲ့သို့ဖြစ်သွားပါလေထို့ကြောင့်ကျွန်တော်အားစောင့်ကြည့်နေတဲ့လက္ခဏာကယောဂီကြီးခမည်းကမကြာခဏပြီးနေတာပဲဘလို့ဖြစ်တာလဲလို့မေးပါရဲ့ကျွန်တော်ဟာ၎င်းအားရှင်းမပြခဲ့ပြီမင်းမသိချင်ပါနဲ့ကွာဟူ၍လောက်သာပြောပါလေကျွန်တော်ဟာလက်ပြလွှင့်နေရသောအခါမှာစိတ်ကိုစူးစီးတနေရာကိုစီစားတဲ့အကျင့်ကိုချင့်ကြည့်ပြန်ပါလေထိုအကျင့်မှာလေလွယ်ကူသောအကျင့်မဟုတ်ပြီစိတ်ကိုတနေရာသို့မလွှင့်မီစူးစီးရတော့လေတနေရာကိုလွှင့်လိုက်တဲ့အခါပြန့်လွှင့်ရသွားပါလေထို့ကြောင့်ကျွန်တော်ရဲ့ကျင့်စဉ်ဟာရှေ့ကိုမတက်ဖက်ထိုနေရာမှာတင်းနေခံနေပါလေကျွန်တော်ဟာဖန်လုံးကိုထုတ်ပြီးကြည့်ရမှာလေဖန်လုံးနဲ့လေရည်ကြီးအရာမြတ်ပေါ်လာခြင်းမရှိတော့ဘူးထို့ကြောင့်ကျွန်တော်ဟာမိရင်ရောက်ကိုခေါ်တဲ့လေ့ကျင့်ခန်းကိုပြန်၍လုပ်ကြည့်ပါလေဂူရဲ့မျက်နှာကျစီကိုမျက်နှာကိုမော့ထားပြီးဝိညာဉ်တူးတလေပေါ်လာလို့စောင့်ကြည့်နေပါလေတို့ရရင်ညီသည့်ဝိညာဉ်အရေးအယောင်မြတ်ပေါ်လာခြင်းမရှိတော့ဘူးကျွန်တော်ဟာတဲတော်ကိုလှန်ကြည့်ပါလေတဲတော်ရဲ့အဖြေများပါလေတောင်းစီရင်လေးဖြစ်နေပါလေကျွန်တော်ဟာလွန်စွာအားငယ်သွားပါလေကျွန်တော်ဟာယခုခါ၌တကောင်ကျွတ်ဖြစ်နေပါလေကျွန်တော်၌အားကိုးစရာဆို၍ကျွန်တော်ရဲ့အကျင့်သာဖြစ်ပါလေထိုအကျင့်များဟာပြောင်းလဲသွားပြီဖြစ်ရာကျွန်တော်၌အားကိုးစရာဟူ၍မရှိတော့ဘူးကျွန်တော်ရဲ့စိတ်ဟာအစမတန်စုံနေသွားပါလေကျွန်တော်ဟာ84ရဲ့လုံးလုံးထိုကူ၌နေခဲ့ပါလေကျွန်တော်ရရှိသောတိတ်တိတချို့ပင်ပျောက်သွားပြီလို့ဆိုရမှာဖြစ်ပါလေကျွန်တော်ဟာကျင့်စဉ်နဲ့ပတ်သက်ပြီးလုံးဝစိတ်ကကျသွားပါလေရှေ့ကိုမြည်လို့မြည်ပုံဆက်၍လုပ်ရမည်ကိုပင်မစင်းစားတတ်အောင်ဖြစ်သွားပါလေထို့ကြောင့်အကြီးအကျယ်စိတ်နဲ့ကြနေရပါလေထိုအချိန်ကစိတ်နဲ့ကြခြင်းမျိုးဟာတေးတဲ့အမိတ်ချမှတ်စဉ်ကစိတ်နဲ့ကြခြင်းထက်ပိုလွန်တယ်လို့ဆိုရပြီလေနီတသက်တရုံးကိုပို့စဉ်ကစိတ်နဲ့ကြသည်ဆိုတော့လေယခုလောက်စိတ်နဲ့မကြပြီယခုစိတ်နဲ့ကြခြင်းမှာကတေးဒီထက်ပင်ဆိုတယ်လို့ယူဆမိပါလေကျွန်တော်ဟာဖာကူးမြေပြင်အားကြည့်နေမိုင်နေပါလေကျွန်တော်ဟာမာဆာဆော်လမန်အာယုန်နဲ့ပြည့်မိပါလေသို့တော့မာဆာဆော်လမန်ကအဆက်တွေလုံးဝမရတော့ပါဤသို့နဲ့ပင်ကျွန်တော်ဟာဖာကူးမြေပြင်ကြောက်ကူကြီးနဲ့ဆက်လက်နေထိုင်ခဲ့ရာရှစ်လတင်းတင်းပြည့်တဲ့အချိန်ကိုရောက်ရှိသွားခဲ့ပါတယ်ကျွန်တော်ဟာခြေပြည့်လက်ပြည့်ထိုင်းနေပါတယ်လက္ခဏာဟာကျွန်တော်စိတ်ပြတ်နေတာကိုရိပ်မိနေပုံရပါတယ်ကျွန်တော်ဟာလက္ခဏာဟာဒီမှာလက္ခဏာငါဘာမှလုပ်လို့မရတော့ဘူးငါမှဘာမှလည်းမရှိတော့ဘူးငါဘာလို့ရမလဲလို့အယူတယောက်ကဲ့သို့မမေးတဲ့တော့သူကိုတွား၍မြင်မိနေပါတယ်ထိုအခါလက္ခဏာကဘာမှလည်းမရှိတော့ဘူးဘာမှလည်းလုပ်လို့မရတော့ဘူးဆိုရင်အဲ့နေတာကအကောင်းဆုံးပဲပေါ့မြစ်ပြင်ကိုဖြတ်ပြီးတမန်နဲ့တွေကိုတဲဆောင်လာတဲ့လေနံလေးကိုရှူပြီးအင်မတန်အေးတဲ့ကြောက်ကူကြီးထဲမှာအစာဝအောင်စပြီးအဲ့နေတာတော့ကောင်းတာဘာရှိလဲယောဂီကြီးရဲ့လို့ပြောပါတယ်မင်းပြီးတဲ့အချမ်းကလေးတော်တော်ကောင်းတယ်အဲ့ဒီကိုအချမ်းမပေးပါနဲ့ကွာဒါဟာအလွယ်ဆုံးလုပ်ပဲလို့ကျွန်တော်ကပြောလိုက်ရင်လက္ခဏာကဒီလိုမပြောပါနဲ့ယောဂီကြီးရဲ့အဲ့နေတာကလွယ်တဲ့အလုပ်ဆိုရင်မအိတ်နိုင်တဲ့သူတွေအများကြီးနော်တချို့ဆိုရင်ပစ္စည်းဥစ္စာကြောင့်အိတ်မပြောဘူးတချို့ဆိုရင်ကျွေးကြောင့်အိတ်မပြောဘူးတချို့ဆိုရင်အနာရောဂါကြောင့်အိတ်မပြောဘူးတချို့ဆိုရင်ပါမရကြောင့်အိတ်မပြောဘူးတချို့ဆိုရင်ရှစ်သူကြောင့်အိတ်မပြောဘူးတချို့ဆိုရင်ခြင်ကိုက်လို့အိတ်မပြောဘူးအိတ်မပြောနိုင်တဲ့အကြောင်းတွေအများကြီးပဲအဲ့ဒီထဲမှာနှစ်ချက်အိတ်ပြောနေတယ်ဆိုတာလွယ်တဲ့ကိစ္စတော့မထင်နဲ့အဲ့တော့အိတ်နိုင်တဲ့ခွင့်ရလဲပေါ်နေပြီဆိုရင်အိတ်နေတာကအကောင်းဆုံးပါပဲယောဂီကြီးရဲ့တချို့ကထိုင်ပြီးစိတ်ညစ်စရာကိုစိတ်ကူးနေတယ်တချို့ကထိုင်ပြီးစိတ်လိုစရာကိုစိတ်ကူးနေတယ်တချို့ကထိုင်ပြီးဝမ်းနေစရာကိုစိတ်ကူးနေတယ်စိတ်ညစ်တာရဲ့စိတ်လိုတာရဲ့ဝမ်းနေတာရဲ့ဟာကောင်းတဲ့အလုပ်မဟုတ်ဘူးလို့လက်ခံရင်အိတ်ဆက်ချင်းရဲ့တန်ဖိုးအများကြီးပေးပြီးစဉ်းစားရမယ်ယောဂီရဲ့အဲ့နေတဲ့လူတယောက်ဟာကုသိုလ်တော့မရဘူးနော်ဒါပေမဲ့အကုသိုလ်လည်းမဖြစ်ပါဘူးထိုင်ပြီးကိုယ့်မချေမနှက်ဖြစ်ပြီးအကုသိုလ်တွေဖြစ်နေမဲ့အစားအိတ်ပြလိုက်ပါယောဂီကြီးရဲ့အကောင်းဆုံးအိမ်ကြီးကပေါက်ရက်အိတ်တာလည်းမဟုတ်ဘူးပတ်လက်အိတ်တာလည်းမဟုတ်ဘူးခန္ဓာကိုယ်ညာဘက်ကိုဆောင်းပြီးပူပင်တော့ကစိတ်တွေကိုဖျောက်ပြီးနှစ်ချိုက်အိတ်လိုက်ပါလို့လက္ခဏာကပြောပါတယ်ကျွန်တော်ဟာစီရာလာတဲ့အချိန်၌ဂျပါတီနဲ့ပဲဟင်းဘာကြီးကျော်တို့ကိုမစားရင်စားရင်နဲ့စားပြီးတဲ့နောက်ရေအေးတစ်ခွက်တောက်ခါလက္ခဏာကြီးအိတ်နေတာအကောင်းဆုံးဆိုတော့ငါအိတ်တော့မယ်ငါရဲ့ရန်သူတွေငါ့ကိုတွေ့သွားရင်လည်းမင်းအနေနဲ့ခုခံမနေပါနဲ့ကွာအိတ်ပြော်နေတော့တတ်သွားပါစီငါတေးချင်နေပြီလို့ကျွန်တော်ကပြောလိုက်ရင်လက္ခဏာကရီးပါလေဒီမှာယောဂီလောကကြီးကအလွန်လျှို့ဝှက်တယ်ဗျအဲ့ဒါကိုမသိရင်လောကကြီးမှာနေရတာအခက်အခဲတွေ့တယ်ဒါပေမဲ့ကျုပ်နဲ့စီတာကိုလက်ထပ်ပေးမယ်ဆိုတဲ့ကျေးဇူးကိုထောက်ပြီး
လောကကြီးရဲ့လျှို့ဝှက်ချက်တချို့ကိုပြောပြလိုက်ပါမယ်။မှောင်မိုက်ချင်းရဲ့အဆက်မှာအလင်းရောင်ရှိတယ်။ခက်ခဲခြင်းဆိုတဲ့အရာရဲ့အဆက်မှာလွယ်ကူခြင်းဆိုတာရှိတယ်။ဘာမှလုပ်လို့မဖြစ်ပါဘူးဆိုတဲ့အဆက်မှာဘာမှဆိုလုပ်လို့ဖြစ်တယ်ဆိုတာရှိတယ်။အဲ့ဒါကိုသဘောမပေါက်ထားရင်စိတ်ပြက်ပြီးကိုယ့်ကိုယ်တတ်တည်သွားတယ်။တချို့လည်းယူသွားတယ်။တချို့လည်းမယူတဲ့အတိုင်းအောင်ကြောင်တောင်ဖြစ်သွားတယ်။အမှန်ကတော့ကိုလျှောက်လာတဲ့လမ်းကြောင်းတစ်ခုမှာအဲ့ဒီလိုပိတ်ပင်တားဆီးမှုတွေအခက်အခဲတွေတွေ့လာပြီဆိုရင်ဝမ်းသာရမှာဘာဖြစ်လို့လဲဆိုတော့ကိုလျှောက်လာတဲ့ခီးကအဆင့်တစ်ဆင့်ကိုရောက်လာပြီးတော့ထင်ရှားသွားတာအဲ့ဒီအခက်အခဲကိုကြော်ပြီးရင်ကိုလိုချင်တဲ့ပိုင်းကိုရောက်ပြီးတော့သိရမှာအဲ့ဒီမှာစိတ်ပြဲပြီးကိုလျှောက်ခဲ့တဲ့ခီးကိုဆွန့်ခွာသွားရင်တော့အဲ့ဒီလူတော့မျက်နှာနဲ့တော့မရှိတော့ဘူးအဲ့တော့ယောဂီကြီးရဲ့အေးစစ်စစ်အိတ်လိုက်ပါပြီးတော့ကိုလျှောက်နေတဲ့လမ်းခီးကိုမဆွန့်ခွာပါနဲ့ဒီလမ်းကိုအဲ့ဒီလောက်လျှောက်ပြီးရင်ဟိုဘက်မှာရလက်တွေအများကြီးဆိုတာသဘောပေါက်လိုက်စမ်းပါနောက်အခါမှာမိမကြောက်တဲ့လက်ခဏောင်ဆိုတဲ့ကလားတယောက်ရဲ့စကားကိုတသက်လုံးမေးတော့မှမဟုတ်ပါဘူးလို့ပြောပြီးဘီဒီခေါ်ဗန်မွေးရနဲ့လိတ်ထားတဲ့စလစ်လေးကိုနှခမ်းများမှာခဲပြီးနီးတူလိုက်ပါတော့တယ်ကျွန်တော်ဟာမနက်စာစားတော့ပြီးတာနဲ့ကျွန်တော်ရဲ့မျက်ဖြာလေးပေါ်မှာပက်လက်လန်ချကအိတ်ဆက်လိုက်ပါတော့တယ်ကျွန်တော်ရဲ့စိတ်ကဟာကြာဆင်းနေပြီဖြစ်ပါတယ်ကျွန်တော်ဟာစိတ်ပြက်လက်ပြက်နဲ့မျက်စိကိုမှိတ်လိုက်ပါတယ်ဖာကူးမြကြီးကိုဖြတ်ပြီးဓမ္မတော်ကြီးကဓမ္မနံများကိုတဲဆောင်လာတဲ့လင်းနူအေးဟာမိခင်ကကားငယ်ကိုချော့သိမ့်နေတဲ့ကဲ့သို့ကျွန်တော်ကချော့သိမ့်နေပါတယ်ကျွန်တော်ဟာမကြမီအချိန်တွင်းမှာပဲအိပ်ပျော်သွားပါတယ်ထို့သို့အိပ်ပျော်သွားတာနဲ့တမင်နဲ့ကျွန်တော်ရှိရသို့အရက်ထောင်ထောင်မောင်းမောင်းနဲ့လူကြီးတယောက်ဝင်လာပါတယ်ကျွန်တော်ဟာထိုလူကြီးဟာရန်သူထင်မှတ်၍ခုခံရန်အတွက်နေရာကနေစက်ကနေထထိုင်လိုက်ပါတယ်လက်သီးတစ်လုံးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်ပါတယ်ကျွန်တော်ရဲ့ဘယ်ချီကိုရှေ့ကိုထုတ်ပြီးတိုက်ခိုက်ရန်အစင်းနဲ့အနေထားပြင်လိုက်ပါတယ်ကျွန်တော်ရဲ့စိတ်နဲ့လေလာခဲ့ဒီကတော့တေမထုနေမထုပဲစိတ်ကညစ်နေတာညစ်ထွေးထွေးပြလိုက်မယ်လို့ကြုံသွားလိုက်ပါတယ်ထို့နောက်ထိုသူရဲ့မျက်နှာကိုလည်းစစ်စစ်ကြည့်လိုက်ပါတယ်ထိုသူဟာအသက်50ကျော်အရွယ်ကရှိပြီဖြစ်ပါတယ်အရက်မောင်းကောင်းတယ်ရောင်ကိုခေါင်းပေါ်တဲ့တယ်မှာထုံးထားတယ်တို့ရရင်သူ့ရဲ့ရောင်ကိုကျွန်တော်မြင်ရတယ်မဟုတ်ထိုပေါ်ကနေပိတ်ဖြူနဲ့ပတ်ပြီးခေါင်းပေါင်းပေါင်းထားပါတယ်ကျွန်တော်ဟာကျွန်တော်ရဲ့လက်ထိကအာယုံရောများကိုဝါကုန်းလုံးလေးနဲ့ဆက်ပြီးနှိုးပါတယ်ကျွန်တော်ရဲ့လက်ချောင်းထိပ်ကလေးများဟာမခံမရနိုင်အောင်ရလာပါတယ်ထို့ကြောင့်ကျွန်တော်ဟာအောက်ပါအတိုင်းရေရွတ်မိပါတယ်ငါရဲ့လက်ချောင်းထိပ်ကအာယုံရောတွေလို့ကုန်မှာမခေါ်လားဤနီးမှာရွှေမြတ်သာတူရဲသာလုပ်ရရတော့နီးမဟုတ်ပါအကယ်၍ဝါသနာပါရင်မြည်သူမဆိုလုပ်နိုင်ပါတယ်လုပ်ရင်လည်းတကယ်ဖြစ်ပါတယ်လုပ်နီးမှာမင်းကိုယ်ဒီအကြီးစားအရွယ်ကဝါကုန်းကိုလုံးပါထိုခွန်းစာကိုလက်မှာဆုပ်ပြီးနေပါရှေ့ရက်ခန့်ဤနီးတိုင်းနေနေပါထို့နောက်ထိုခွန်းလုံးကိုတဝက်ခွဲ၍အလုံးလုံးပြီးလက်ချောင်းထိပ်ကလေးများနဲ့ဖိပြီးလှိမ့်ပေးပါရှေ့ရက်ခန့်လှိမ့်ပေးပါရှေ့ရက်ပြည့်ရင်ခွန်းကိုတဝက်ထပ်ခွဲပါအထက်ကဆိုခဲ့တဲ့အတိုင်းအလုံးလုံး၍လက်ချောင်းထိပ်ကလေးများနဲ့ထိအောင်ရှေ့ရက်လှိမ့်ပေးပါဤသို့လျင်ခွန်းလုံးကိုတဝက်စီဝတ်သွား၍အလုံးကလေးများဖြစ်အောင်လှိမ့်သွားပါရှေ့ရက်ရှစ်လီလုပ်ပါဝါကုန်းလုံးမှာလဲမူလဝါကုန်းလုံးထက်ရှစ်ပုံတစ်ပုံကသေးသွားမည်ဖြစ်ပါတယ်ထိုအချိန်၌တင့်ရဲ့လက်ချောင်းထိပ်ကလေးများဟာအာယုံရောများနိုးသွားမှာဖြစ်ပါတယ်ထို့သို့လက်ချောင်းများထိပ်ကအာယုံရောများနိုးသွားလျင် psychometry ခေါ်လက်နဲ့အာယုံပြု၍စမ်းသပ်ရသောပညာနိုးသွားပြီဟုမှတ်ယူနိုင်ပါတယ်။ဤနည်းကိုလေ့ကျင့်ထားလျင်တင့်ဘဝတစ်ခွေမှာများစွာအထောက်အကူပြုလေလိမ့်မည်။မင်းသိင်ခဒုတိယနေ့ကိုရောက်ရှိတဲ့အခါဆရာစောလွန်ဟာကျွန်တော်ရဲ့အိမ်ခန်းအားရှင်းခိုင်းပါတယ်။ဂရေများမွေရများကိုထုတ်ခိုင်းပါတယ်။ထိုအခန်းထဲမှာမြည်သည့်ပစ္စည်းများမထားသေးပဲအလဲမှာစပွဲကုန်တစ်လုံးနဲ့ကလထိုင်တစ်လုံးသာထားစီပါတယ်။ညနေပိုင်းကိုရောက်တဲ့အခါဆရာစောလမွန်ကကျွန်တော်အားထမင်းစားခွင့်မပေးဘဲအတွင်းကိုဝင်ခိုင်းပါလေပြီးရင်တကားများကိုပိတ်ပြီးအမောင်ချခိုင်းထားပြီးရင်အခန်းတစ်ခန်းလုံးအားအော်ဒီကလုံးရေမွေးများပတ်ထမ်းခိုင်းပါလေထို့သို့ပတ်ခိုင်းပြီးရင်ဒီလိုလုပ်ရမယ်ရွှေမြတ်သာဘယ်ဝိညာဉ်မဆိုကျွန်တော်အခန်းထဲကိုဝင်လာဖို့ကျွန်တော်ခွင့်ပြုပါလေပြီးရင်ကျွန်တော်ဟာညနေရက်ကိုမော့ကြည့်နေပါလေကျွန်တော်ကြည့်နေတဲ့လူရှိမှာတင်တို့ရဲ့ပုံစံကိုတင်တို့နှစ်သက်တယ်လို့ဖော်ပြနိုင်ပါတယ်ဆိုတဲ့စကားကိုအချိန်40တိတိလေးလေးနက်နက်မှန်မှန်ရွတ်ဆိုပြီးညနေရက်စီကိုမော့ကြည့်နေရမယ်လောကီပညာလိုက်စားတဲ့သူကဒီသင်္ကန်းစာကိုကြော်သွားလို့မရဘူးဒါဟာတတိယသင်္ကန်းစာပဲဖြစ်တယ်လို့ပြောပါတယ်ထိုအခါကျွန်တော်ဟာကျွန်တော်ရဲ့အိမ်ခန်းအတွင်းကိုဝင်ကအမွှေးနှသားများကိုအခန်းထဲ၌ပတ်ဖြန်းလိုက်ပါတယ်ထို့နောက်ဆရာစောမွန်တင်ပေးထားတဲ့ဝိညာဉ်ဖိတ်ခေါ်စာကိုအခေါက်40တိလေးလေးနဲ့မှန်မှန်ရွတ်ဆိုနေမိပါတယ်ထို့သောရွတ်ဆိုနေရင်ကျွန်တော်ရဲ့မျက်လုံးများဟာဆင်းလာပါတယ်ကျွန်တော်ဟာရွတ်ဆိုရင်အခေါက်မြည်မြရောက်သွားစီကိုပဲမသိအိပ်ပျော်သွားပြီဖြစ်ပါတယ်အိပ်ပျော်သွားတာနဲ့ကျွန်တော်ဟာအိမ်မက်မက်ပါတယ်အိမ်မက်ထဲမှာမိခိုးကဲ့သို့သောအခိုးငွေများဖြတ်သားလာတာကိုတွေ့ရပါတယ်ထိုအခိုးငွေများကိုစူးစိုက်ကြည့်လိုက်ရာလူတစ်ယောက်ရဲ့မျက်နှာကိုတွေ့ရပါတယ်
ထိုမျက်နှာကိုတွေ့မြင်ရတဲ့အခါ၌ကျွန်ုပ်ဟာလွန်စွာပင်အံ့ဩထိတ်လန့်သွားပါတယ်ထိုမျက်နှာမှာကျွန်ုပ်တချွန်းနေစဉ်ကချစ်ကျိုးတွေ့ခဲ့တဲ့ကပ်ပလီမာလေးတာနာစီရဲ့မျက်နှာဖြစ်ပါတယ်သူမရဲ့မျက်နှာဟာညှိုးငယ်နေပါတယ်ကျွန်ုပ်ဟာစိတ်နဲ့တာနာစီကမိခွန်းထုတ်လိုက်ပါတယ်တာနာစီမင်းဘယ်ကရောက်လာတာလဲလို့မိလိုက်တဲ့အခါတာနာစီဟာကျွန်တော်ကပြန်ပြီးဖြေပါတယ်မိတို့အမိပုံဖြေတာကိုကျွန်တော်အနေနဲ့မသိရှိနိုင်ပါစိတ်နဲ့ဖြေသည်လားပါဇက်နဲ့ဖြေသည်လားကျွန်တော်မမှတ်မိနိုင်ပါကျွန်တော်နားလည်လိုက်ဒီမှာကတာနာစီကဘယ်ကမှလာတာမဟုတ်ဘူးချစ်သူနောက်ကိုတကောက်ကောက်လိုက်နေတာကြာပြီပဲလူကြီးဖြစ်ပါတယ်ကျွန်တော်ဟာဆရာဆောင်လုံးရဲ့ညွှန်ကြားချက်မှမပါတော့လေကျွန်တော်သဘောနဲ့ကျွန်တော်တာနာစီမောင်ကြီးပြုခဲ့တဲ့မြတ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အမှုအစုစုကိုအမြတ်ပေးဝေပါလေကွယ်အမြတ်ဟုအမြတ်ပေးဝေလိုက်တဲ့တခဏနဲ့တာနာစီရဲ့မျက်နှာဟာညှိုးငယ်နေရာကနေပြောရွှင်သွားပြီးပျောက်ကွယ်သွားပါတယ်ထို့နောက်မိခိုးများကြားကနေမျက်နှာတစ်ခုပေါ်လာပြန်ပါလေထိုမျက်နှာကိုကျွန်တော်သေချာစွာစိုက်ကြည့်ပါလေထို့နောက်ကျွန်တော်ကောင်းစွာမှတ်မိသွားပါလေထိုမျက်နှာမှာတစ်ခုတည်းမဟုတ်နှစ်ခုဖြစ်ပါလေတစ်ခုမှာကပ်ပလီမာမူးဖြစ်ပြီးနောက်တစ်ခုမှာလာလူရဲ့မျက်နှာဖြစ်ပါလေသူတို့ဟာအံများကိုချိန်ထားကြပါလေကျွန်တော်အားမကျေနပ်သောမျက်နှာနဲ့ကြည့်နေကြပါလေထို့ကြောင့်ကျွန်တော်ကမင်းတို့၎င်းတေးရင်သလားလို့စိတ်နဲ့ပြောလိုက်ရာမာမူးကပြန်ဖြေပါလေ၎င်းဟာစိတ်နဲ့ဖြေသလားနှုတ်နဲ့ဖြေသလားကျွန်တော်အတက်မပြောနိုင်ပါ၎င်းဖြေသောစကားမာမူကအောက်ပါတိုင်းဖြစ်ပါတယ်ဟေးရွှေမြတ်ကမင်းကိုငါတို့ကဘာကြောင့်ကြောက်ရမှာလို့ငါတို့သေးတာလေမင်းရောက်သေးတာမှမဟုတ်ပဲငါတို့သေးတာကဟိုကလားမို့ဆိုရှူဂရန်ရောက်သေးတာကြောက်ချင်းကြောက်ရင်ရှူဂရန်ကိုတော့ကြောက်ရမယ်မင်းကိုတော့ကြောက်စရာမလိုဘူးမင်းတော့ကငါတို့အမြဲလိုက်တယ်မင်းသတိရတဲ့နေ့မှာမင်းသေးတဲ့နေ့ပဲလို့ပြောလိုက်ပါလေကျွန်တော်ဟာလွန်စွာထိတ်လန့်သွားပါလေထို့ကြောင့်ဟာယာမထလိုက်ပါလေမိโกကြားကမျက်နှာတစ်ခုလေးပျောက်သွားပါလေထိုအချိန်၌မှာပင်ဆရာဆော်မွန်ရောက်လာပြီးနေကျွန်တော်ဟာဘယ်လိုလဲရှင်မြတ်ကကပ်ပလီလူရဲဝိညာဉ်တစ်ခုရောက်လာတယ်မဟုတ်လားသူတို့ကကိုယ့်လူကိုချိန်ပေါင်းသွားတယ်မဟုတ်လားနောက်တစ်ခါသူတို့လာရင်ဘာမှမကြောက်နဲ့ဟောဒီအတန်ရွက်တစ်ခုကိုရင်ကောင်းတယ်နဲ့ရွတ်ထလိုက်ခပ်ပြေးသွားလိမ့်မယ်လို့ပြောပါတယ်ဘယ်တန်ကိုရွတ်ရမှာလဲဆရာဆော်မွန်လို့ကျွန်တော်ကမေးလိုက်ရာဆရာဆော်မွန်ကအာဘရာကာရာဘရာလို့ပြောလိုက်ပါတယ်အဲ့ဒါဘာလေးပဲလဲဆရာဆော်မွန်လို့ကျွန်တော်ကမေးပြန်ရာဆရာဆော်မွန်ကအတိတ်ပဲမဟုတ်ပါဘူးဝိညာဉ်တွေကိုနိုင်တဲ့အတန်တန်မကောင်းဆိုးဝါးတွေကိုမောင်းထုတ်တဲ့အတန်တန်ကံကောင်းထောက်မှစေတဲ့အတန်တန်အဲ့လိုမှတ်ထားပါလို့ပြောပါတယ်ရီဒါတိုင်ကျရဲ့ဆွဲလုံးကြောတင်အဘိဓမ္မာကျမ်းလိုက်မှုအထက်ကဆိုခဲ့သောအာဘရာဂါဒါဘရာဆိုတဲ့စလုံးကိုဤသို့ဖော်ပြထားပါတယ်အတိတ်ပဲမှာကပလာအတက်မှာလာရှိသောစကားလုံးဖြစ်သည်ထိုစကားလုံးမှာမန္တန်ဖြစ်အသုံးပြုသောစကားလုံးဖြစ်သည်ထို့အပြင်စေကုသရာတွင်၎င်းအခြားသောလောကီကိစ္စရဲ့အထွေထွေ၌၎င်းငကိုးတိတ်တိအလို့ငါအသုံးပြုသောစကားလုံးဖြစ်သည်ဤစလုံးကို3000ညွန်းပုံစံဖြစ်အောင်ရေးသားပြီးလက်ဖွဲ့အဆောင်ဖြစ်တဲ့ဆောင်းထားတတ်ကြသည်ယခုအခါ၌မူကားတဦးနဲ့တဦးပြူစားသောအတက်၌၎င်းဂမ်ဘီယာနီလန်းများ၌၎င်းဓာတ်စကားဟုအများခေါ်ဝေါ်နေတဲ့အဓိပ္ပာယ်တက်ရောက်မှုမရှိဘဲအတန်တော့တာရှိတဲ့စကားမျိုးကို၎င်းအသုံးပြုကြပါသည်ကျွန်တော်၏အတွေ့အကြုံရမှုထိုစလုံးဟာမကောင်းဆိုးဝါးများကိုမောင်းထုတ်သောနေရာမှာများစွာအသုံးဝင်ပါသည်ထို့အပြင်အခြားသောကံဆိုးမိုးမောင်အရေးနမိတ်များကိုလည်းထိုစကလုံးများကိုရွတ်ဆို၍မောင်းထုတ်လျင်လွန်စွာထိရောက်ကြောင်းတွေ့ရှိရပါသည်ဟုဖော်ပြထားပါတယ်ဆရာဆော်မွန်ပြန်လည်ထွက်ခေါ်သောအခါ၌ကျွန်တော်လည်းဆက်လက်၍စူးစိုက်ကြည့်နေပြန်ပါတယ်ထို့နောက်မိခိုးများပေါ်လာပြန်ပါတယ်မိခိုးများထဲမှာမျက်နှာတစ်ခုပေါ်လာပါတယ်ထိုမျက်နှာကိုကျွန်တော်ကောင်းစွာသိပါတယ်ထိုမျက်နှာမှာမြေရဲ့ယောက်ျားကိုစိန်လာရဲ့မျက်နှာဖြစ်ပါတယ်ကျွန်တော်လည်းအံ့ဩစွာချိနေပါတယ်ထို့နောက်စိတ်နဲ့ပင်ကိုစိန်လာအားစကားပြောလိုက်ပါတယ်ဘယ်လိုလဲမစ်လီကြီးကိုစိန်လာခမည်းနဲ့ကျုပ်တွေကခြေပန်းဝင်လေးတစ်ခုကိုနှစ်ယောက်လူကြတာလေခမည်းကအနိုင်ရသွားတယ်မဟုတ်လားကျုပ်ကတော့တသက်တချုံကိုချုပ်သွားတယ်ကျုပ်ဟာမိအတွက်ရောမိတ်ဆွေကြီးကိုစိန်လာအတွက်ပါအနစ်နာခံလိုက်ရတဲ့လူပါဇဂနာတို့တာမဟုတ်ပါဘူးအခုအချိန်မှာတော့မေလိုမိမမျိုးတယောက်မဟုတ်ဘူး12ယောက်ပြီးမယ်ဆိုရင်တော့ကျုပ်ကမယူတော့ဘူးခမည်းစီကိုပဲပို့လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ကျုပ်ဟာအင်မတန်ထူးခြားစမ်းကြတဲ့ကျင့်စဉ်တစ်ခုရဲ့လမ်းမပေါ်ရောက်နေပြီဗျရွှေမြတ်သာဆိုတာအလကားကောင်မဟုတ်တော့ဘူးလို့ပြောလိုက်ရာကိုစိန်လာဟာကျွန်တော်ကစကားပြန်ပြီးပြောပါတယ်သူ့ရဲ့နှုတ်နဲ့ပြောသလားစိတ်နဲ့ပြောသလားမပြောတတ်ပါသို့သောသူပြောတဲ့စကားများကိုကျွန်တော်လုံးစိတ်ပတ်စီနားလည်သွားပါတယ်ဒီလိုရှိပါတယ်ကိုရွှေမြတ်ကခမည်းဟာမင်းအတွက်အနစ်နာခံသွားတယ်ဆိုတာကိုလည်းကျုပ်သိပါတယ်ခမည်းနဲ့ကျုပ်ဟာတကယ်ကြတော့ရည်စားလူပဲပါဒါပေမဲ့ခမည်းတသက်တကြုံကိုရှောက်သွားတာတော့ကျုပ်စိတ်မကောင်းပါဘူးတကယ်ကမောင်ချိုးကိုခမည်းတက်တာမဟုတ်ဘူးမိတက်လိုက်တယ်ဆိုတာကိုလည်းကျုပ်သိပါတယ်ခမည်းဟာယောက်ျားကောင်းတစ်ယောက်ပါပဲသူတစ်ပါးအတွက်အနစ်နာခံနိုင်တယ်ဆိုတာတော်ရုံယောက်ျားမဟုတ်ဘူးကျုပ်လေးစားပါတယ်
များဟာတသက်တကြုံကိုမြန်းသွားပြီဆိုတော့လေမေနဲ့ကျုပ်နဲ့ကယူလိုက်ရတော့တာပေါ့ဒီအတွက်လေခမည်းဟာကျုပ်ကိုခွင့်လွှတ်နိုင်မယ်ထင်ပါတယ်ကျုပ်ကိုလည်းမဟုတ်ဘူးမိကိုပါခွင့်လွှတ်တဲ့ပါတယ်ခမည်းကျုပ်ကိုမကြခင်ထောင်ထဲမှာရှိတဲ့ကမိကခမည်းကိုပြုဖို့ကြိုးစားခဲ့ပါတယ်ကျုပ်ကမတွေ့ခိုင်းတာပါအဲ့လိုမတွေ့ခိုင်းတာကလေကျုပ်ကတဝန်ကြောင်လို့မဟုတ်ပါဘူးခမည်းပူပြီးခံစားမှာဆိုလို့ပါမိအပေါ်မှာလေခမည်းနားလေစီခြင်းပါတယ်မိကလည်းကျုပ်ကိုမကြခဏပြောပါတယ်ကိုစိန်လှနဲ့မိနဲ့တာသမီထွန်းကားခဲ့လို့ယောက်ျားလေးမွေးခဲ့ရင်ကိုရွှေမြတ်သားကြီးနာမည်ကိုပေါအောင်ထည့်ရမယ်တဲ့အဲ့ဒါသူကကျုပ်ကိုတောင်းတဲ့ဂရီးဗျမိန်းကလေးမွေးရင်တော့မိမြတ်သားလို့မှဲ့မယ်တဲ့ကျုပ်ကလည်းအဲ့ဒါကိုခွင့်ပြုခဲ့ပါတယ်ပြောလက်စားနဲ့စတိပြောရအောင်မယ်ဗျာတညမှာမိကအိမ်မက်တစ်ခုမှတ်တယ်သူဓာတ်နဲ့ထိုးလိုက်တဲ့မောင်ချောကမိတို့ကိုစိန်လှလို့နေမယ်အတူနေမယ်ဆိုပြီးအိမ်မော်ကိုတက်လာတယ်အဲ့ဒီအိမ်မက်လေးမှတ်ပြီးရောမိမှာကိုဝင်ရတော့တာပဲအခုကျုပ်ပြောနေတာကကျုပ်တို့မှာဘာလျော်ရတယ်ဗျအဲ့ဒီသားကလေးကတခြားလို့မဟုတ်ဘူးမိတက်လိုက်တဲ့မောင်ချောကမိဘထဲပြန်ပြီးဝင်စားတာပဲမွေးတော်လေးချောင်းချလေးပဲဗျို့အဲ့တော့မိကခမည်းနာမည်ကိုကျုပ်နာမည်ကိုပါအောင်ဆိုပြီးစိန်ရသားလို့နာမည်ပေးလိုက်တယ်ကလေးမွေးတဲ့နေ့က73ရက်နေ့တောက်ကြနေ့ဗျအဲ့ဒီနေ့ကခမည်းကိုတကြုံပို့လိုက်တဲ့နေ့ပဲကျုပ်ကောင်းကောင်းမှတ်မိပါလေစိန်ရသားလေးလင်းနဲ့သားကိုရောက်တဲ့အခါမှာမအူကုန်းထိပ်မှာကလားတယောက်ကလူမပြီးကျုပ်ကိုဓာတ်နဲ့ထိုးလိုက်တာကျုပ်လေးပွဲချင်းပြီးတည်ဆုံးနေရတယ်ကျုပ်ကအဲ့ဒီအကြောင်းတွေကိုပြောပြခြင်းနေတာပြီးတော့ခမည်းကိုလည်းမြမပြည်ပြန်သွားပြီးမုတ်ဆိုးမှဖြစ်နေတဲ့မိကိုလက်ထပ်စီခြင်းနဲ့အဲ့ဒါကိုပြောပြခြင်းလို့ခမည်းရှိတဲ့နေရာကိုခက်ခက်ခဲခဲနဲ့လိုက်ရှာခဲ့ရတာလို့ပြောလိုက်ပါတယ်ထိုကကျွန်တော်ကမိတ်ဆွေကြီးကိုစိန်လားခမည်းကိုကျုပ်ကောင်းကောင်းမှတ်မိပါတယ်ယောက်ျားရင်မကြီးဖြစ်ပါလေမျက်နှာမှာပေါင်တာလေးတို့ကအတော့ကိုကမဲ့ကလေးဆန်နေတဲ့မိတ်ဆွေကြီးခမည်းကိုကျုပ်မမုန်းပါဘူးခမည်းကိုကျုပ်နိုင်ထက်စီးနေအနိုင်ကျင့်နေတာလည်းရှိပါတယ်အဲ့ဒါတွေကိုလည်းခွင့်လွှတ်ပါဗျာပြီးတော့မင်းနဲ့ပတ်သက်လို့ကျုပ်ခမည်းကိုစိတ်နာခဲ့ပါတယ်အခုခမည်းပြောပြလို့အဖြစ်မှန်ကိုကျုပ်သိရပါပြီကျုပ်အနေနဲ့အခုချိန်မှာမိကိုရောခမည်းကိုရောစိတ်မနာတော့ပါဘူးကျုပ်အခုလောလောဆယ်မှာကိုတိုင်းကိုပြီးကိုပြန်လို့မဖြစ်သေးဘူးဗျပြီးတော့ခမည်းပြောလို့မိကိုယူဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးကျုပ်သွားမယ်လမ်းကြောင်းလို့ကျုပ်ဟာကျုပ်ဖြောင်းဖြောင်းတန်းတန်းသွားတော့မယ်ခမည်းကိုလည်းကျုပ်လှူခဲ့တန်းခဲ့တဲ့ကုသိုလ်တွေကိုအမျှဝေပါတယ်မိတ်ဆွေကြီးကိုစိန်လားအမျှလို့ပြောလိုက်တဲ့တခဏမှာပဲကိုစိန်လားရဲ့မျက်နှာကြီးဟာပျောက်ကွယ်သွားပါတယ်ထို့နောက်မိခိုးများပေါ်လာပြီးနေလာလူးနဲ့မာမူးတွေမျက်နှာကြီးများပေါ်လာပြန်ပါတယ်ကျွန်တော်ဟာ၎င်းတို့နှစ်ဦးဟာစိတ်နဲ့ပင်ပြောလိုက်ပါတယ်မင်းတို့နှစ်ယောက်ကတော့ဒုက္ခတွေ့တော့မယ်မင်းတို့ကငါ့ကိုမကြောက်ဘူးမုတ်ဆိုးကြီးရှူတံကိုပဲကြောက်တယ်မဟုတ်လားရှူတံစီမာကလူရှင်ကိုပြစ်လို့ရတဲ့တနတ်ပဲရှိတယ်ငါစီမာကအသေးကောင်ကိုပြစ်လို့ရတဲ့တနတ်ရှိတယ်ကဲကြည့်ကြတာဘောလို့ဆိုကကျွန်တော်ဟာအာဘရာကာရာဘရာလို့ဇက်တိုက်ရွတ်လိုက်ရာလာလူးနဲ့မာမူးတို့ရဲ့မျက်နှာကြီးများဟာကွဲအဲ့လေလွင့်စင်ပြောက်ွယ်သွားကြပါတယ်ထို့နောက်ကျွန်တော်ဟာအိပ်ပျော်နေရာကနေလန့်လို့သွားပါတယ်ကျွန်တော်ဟာထိုအိမ်မက်ကိုအသေးစိတ်မှတ်မိနေပါတယ်ထိုအချိန်ကအစ၍အိမ်မက်မြည်သည့်အခါမက်ထိုမျက်နှာတစ်ခုထွက်ပေါ်လာခြင်းမရှိတော့ပါကျွန်တော်ဟာလွန်စွာပျော်သွားပါတယ်ထို့ကြောင့်အာဘရာကာရာဘရာလို့ရွတ်ဆိုပြီးအခန်းပြင်ကိုထွက်လာခဲ့ပါတယ်ကျွန်တော်ဟာဆရာဆော်လမွန်နဲ့အတူရှေ့ရက်ခန့်နေခဲ့ပါတယ်ဆရာဆော်လမွန်ဟာကျွန်တော်ကြည့်ရမယ့်ကျင့်စဉ်များကိုအသေးစိတ်ရှင်းပြခဲ့ပါတယ်ထို့သောရှင်းပြရမှာအစားအသောက်နဲ့ပတ်သက်၍လည်းအသေးစိတ်ရှင်းပြပါတယ်ဒီလိုရှိတဲ့ရှင်မြတ်တာတကူသိပြီဆိုတာစိတ်နဲ့ဆိုင်တဲ့ကိစ္စဆိုတာတော့မှန်တာပေါ့ကွာဒါပေမဲ့ခန္ဓာကိုယ်နဲ့လည်းမကင်းဘူးကွာခန္ဓာကိုယ်ကိုလည်းလေ့ကျင့်ရလိမ့်မယ်အစာအိမ်ကိုတန့်ရှင်းဖို့ဆိုတာသိပြီးအရေးကြီးတဲ့ကိစ္စဖြစ်နေတယ်အဲ့တော့ပထမဦးဆုံးလုပ်ရမှာကအစာအိမ်ကအညစ်အကြေးအဟောင်းတွေကိုတတ်နိုင်တော့ပျောက်စင်အောင်ဆွတ်ထုတ်ပြရမယ်အကောင်းဆုံးကတော့ဝမ်းချူပြတာအကောင်းဆုံးပဲနေ့စဉ်ရက်ဆက်3ရက်လောက်ဝမ်းချူပြရမယ်အဲ့လိုဝမ်းချူတဲ့အတော်အတွင်းမှာလည်းအစာချမ်းတွေများများစားလို့တော့မဖြစ်ဘူးတတိဖြော်ရည်တော့တောက်ခွင့်ရှိတာပေါ့ကွာ3ရက်လောက်ဝမ်းချူပြရင်တော့အစာဘာမှမစားဘဲ42နာရီနေရမယ်အဲ့ဒီအတွင်းမှာရေတော့တောက်ခွင့်ရှိတယ်အာဟာရဆိုလို့ကတော့ဘာမှမစားရဘူးပြီးတော့တလလောက်အစာမစားဘဲတတိဖြော်ရည်လေးကြီးတောက်နေရမယ်လို့ပြောပါတယ်ထိုအခါကျွန်တော်ကတည်သွားမှာပေါ့ဗျာလို့ပြောလိုက်ရာဆရာဆော်လမွန်ကအဲ့ဒီလိုလုပ်လို့တည်သွားမယ်ဆိုရင်ငါ့ကိုလှမ်းခေါ်လိုက်ပါငါပါလိုက်ပြီးတည်ပေးပါမယ်မင်းကိုပေးတဲ့ညီတွေကတည်တဲ့ညီတွေမဟုတ်ပါဘူးကွာငါကိုယ်တိုင်လုပ်ခဲ့တဲ့ညီတွေပါမင်းမတည်ပါဘူးကွာတခုတော့ရှိတယ်မင်းခန္ဓာကိုယ်မှာရှိတဲ့အသားဘူတွေအစီဘူတွေကတော့ကြက်ပြောင်ငှက်ပြောင်ပျောက်ကုန်နေမယ်အဲ့ဒီခါမှာမင်းရုပ်ကြီးကိုမြင်မှန်နဲ့ကြည့်လိုက်တဲ့အခါအဖိုးကြီးတယောက်လိုမြင်ရလိမ့်မယ်ဒါပေမဲ့ဘာမှစိတ်မပြတ်နဲ့
နောက်အစာပြန်စားတဲ့အခါမှာသူ့ဟာသူပြန်ပြီးပြည့်ဖြိုးလာလိမ့်မယ်ဒါပေမဲ့အစာပြန်စားတဲ့အခါမှာတော့အစီကိုအတက်နိုင်ဆုံးရှောင်ရမယ်များသောအားဖြင့်ကတော့ပြုတ်ထားတဲ့အစားအသောက်တွေပဲစားရမယ်ဥပမာကွာအာလူးကြော်နဲ့အာလူးပြုတ်ဆိုရင်အာလူးပြုတ်ကိုပဲစားရမယ်ခေါ်ဘီရွက်ကြော်နဲ့ခေါ်ဘီရွက်ပြုတ်ဆိုရင်ခေါ်ဘီရွက်ပြုတ်ကိုပဲစားရမယ်အဲ့လိုဟာကိုဘာကြောင့်ခိုင်းရလဲဆိုတော့အစာအိမ်ကိုတတ်ရှင်းခြင်းဟာတကိုးတိတိယကိုလမ်းမှာပို့ပြီးနှီးစက်တယ်လို့ပြောပါတယ်ထို့နောက်ဆရာဆော်လမွန်ဟာအစာအာဟာရမှာပါဝင်တဲ့ပရိုတိန်းဓာတ်များကြောင်းကာဘိုဟိုက်ဒရိတ်ဓာတ်များကြောင်းဗိုက်တာမင်များကြောင်းကိုရှင်းပြပါတယ်ကျွန်တော်ဖို့လွန်စွာနားရှုံသွားပါတယ်သို့တော်ဆရာဆော်လမွန်ကစိတ်ရှိလက်ရှိနဲ့ရှင်းပြတဲ့အခါမြည်သည့်အစာနဲ့မြည်သည့်အစာတွဲဖက်ဆိုင်ရမည်ကိုကောင်းစွာသဘောပေါက်လာပါတယ်ဆရာဆော်လမွန်ကတာမန်ရဲ့အစာရင်ဟာစားလိုက်တော့အစာကိုချက်လို့ရမှာတမျိုးတည်းသာချက်လို့တတ်တယ်လို့ဆိုပါတယ်ကာဘိုဟိုက်ဒရိတ်ကိုချက်လို့နေစဉ်ပရိုတိန်းကိုမချက်လို့ဆိုပါတယ်ပရိုတိန်းကိုချက်လို့နေတဲ့အခါမှာကာဘိုဟိုက်ဒရိတ်ကိုမချက်လို့ဆိုပါတယ်ကာဘိုဟိုက်ဒရိတ်ဆိုဒီမှာကြားတဲ့အကြံဉာဏ်ရှင်းပြပါတယ်ထိုကြားတဲ့ဟာခန္ဓာကိုယ်လှုပ်ရှားရင်လောင်စာနဲ့တူတယ်လို့ဆိုပါတယ်ထိုလောင်စာတဲ့မရှိရင်ခန္ဓာကိုယ်ဟာလှုပ်ရှားနိုင်မည်မဟုတ်လို့လည်းရှင်းပြပါတယ်ထို့အပြင်ပရိုတိန်းဟာပျက်စီးသွားတဲ့ခန္ဓာကိုယ်ရဲ့ကလပ်စီးများနေရာမှာအစားထိုးပေးတယ်လို့ဆိုပါတယ်ထို့သောအစားထိုးပေးမှုများမရှိရင်လူဟာအစမတန်အိုမေးရင်ရောသွားမယ်လို့ဆိုပါတယ်ထို့ကြောင့်ထိုဓာတ်နှမျိုးဟာခန္ဓာကိုယ်အတွက်အရေးကြီးလိုအပ်တဲ့ဓာတ်နှမျိုးလို့ဆိုပါတယ်၎င်းဓာတ်နှမျိုးဟာတစ်မျိုးနဲ့တစ်မျိုးဖီလာဖြစ်နေပါတယ်ထမင်းနဲ့ကြက်သားကြော်ကိုတွဲပြီးစားရရင်လောစွာစားပြီးကောင်းပါလေတို့ရရင်ထမင်းဟာကာဘိုဟိုက်ဒရိတ်ကိုဖြစ်စေပြီးကြက်သားကြော်ဟာပရိုတိန်းကိုဖြစ်စေပါတယ်ထို့ကြောင့်အစာအိမ်ဟာကာဘိုဟိုက်ဒရိတ်ကိုချက်ရမည်တော့ပရိုတိန်းကိုချက်ပေးရမည်တော့မဆုံးဖြတ်တတ်တာကြောင့်ဘာကိုမှမမေရဲ့ချက်လုံနိုင်ခြင်းမရှိတော့ဘူးကြာသောအခါအစာအိမ်ဟာမိမိလုပ်ရမယ့်အလုပ်ကိုပြီးမလုပ်နိုင်တာကြောင့်အစာအိမ်ယူကြီးဘဝကိုရောက်ရှိသွားနိုင်ပါတယ်လူရဲ့အသက်ရှင်ခြင်း၌လူပြိုခြင်းဟာအစာအိမ်ပေါ်၌မိခိုနေပါတယ်အစာအိမ်ဟာဤသို့ဖောက်ပြန်သွားတဲ့အခါ၌လူဟာယောဂပေါင်းစုံရပါတော့တယ်ထို့ကြောင့်အစာအာဟာရကိုစားတော့ပြီးဝဲရ၌သတိရှိပြီးဝဲရဖို့လိုအပ်ကြောင်းကိုဆုံးပါပါတယ်ကျွန်တော်ဟာဆရာဆော်လမွန်ရဲ့ဆုံးမချက်ကြောင့်45ရက်လုံးအစာမစားဘဲတတိရည်နဲ့သာနေခဲ့ရပါတယ်ထို့ကြောင့်ကျွန်တော်ဟာနှုံးခွေလေးရရှိပါတယ်45ရက်ပြည့်တဲ့အခါမှာသမီးရည်ကိုစပြီးတောက်ရပါတယ်ထို့နောက်စံပြုတ်ကိုစားရပါတယ်အဖက်စားသောအကျင့်ကိုပြန်၍ရတဲ့အခါမှာကြံသောဟင်းရည်များကိုစားရပါတယ်ထိုအခါ၌ခန္ဓာကိုယ်ဟာအစီအရင်အသားကိုများမရှိတော့ဘဲချစ်လေးနေပါတယ်အစာအာဟာရကိုလည်းစနစ်တကျနှီးဝဲစားတော့တာကြောင့်လူဟာတွက်လက်ပေါ်ပါနေပါတယ်ထို့ကြောင့်ကျင့်စဉ်များစီလည်းခါတိုင်းနဲ့မတူဘဲနှင်းမြန်တိုးတက်လာပါတယ်ကျွန်တော်ဟာမြို့နယ်များကိုပိုင်ဆိုင်ရန်လေ့ကျင့်ခဲ့ပါတယ်ထို့အတူတကိုးသိတိများကိုလည်းစနစ်တကျလေ့ကျင့်ခဲ့ရာအတော်တန်ပေါက်မြောက်ဖြစ်လာခဲ့ပါတော့လေကျင့်စဉ်များဟာများပြောင်လာပါတယ်တို့ရရင်ထိုကျင့်စဉ်ကိုအနစ်ချုပ်၍ပြောရပါမူခန္ဓာကိုယ်ရှိအကျော်များနဲ့စိတ်ကိုလျှော့၍လောကဓာတ်ကြီးမှာရှိတဲ့တကိုးသိတိများကိုတောင်းယူဖြည့်တင်းခြင်းပဲဖြစ်ပါတယ်ကျွန်တော်ယခုဖော်ပြသောဝါကြဟာကျွန်ုပ်ကျင့်နေသောကျင့်စဉ်ရဲ့အဓိကအနစ်ချုပ်ပင်ဖြစ်ပါတယ်တို့ရရင်ကျင့်စဉ်မှာပြီးမြောက်သောအဆင့်ကိုမရောက်သေးပြီကျွန်တော်ဟာအားတက်ရောကြိုးစားနေပါတယ်ဒီနေ့မှာအဋိဌာန်မြင့်ပြုလုပ်ခဲ့တဲ့ကျင့်စဉ်တစ်ခုဆုံး၍လိုအပ်သောပစ္စည်းများကိုဝယ်ယူရန်ဈေးကိုထွက်လာခဲ့ရာကျွန်တော်ဟာလူတစ်ယောက်ကိုဖြတ်ခနဲ့တွေ့လိုက်ရပါတယ်ထိုသူကိုမြင်လိုက်ရတာနဲ့တကယ်နဲ့ကျွန်တော်ဟာတုန်လှုပ်သွားပါတယ်ထိုသူဟာကျွန်တော်ကိုတွေ့နေရင်အရှင်ထားမိမဟုတ်ဘူးကျွန်တော်ဟာသူဟာထိထိရောက်ရောက်ဒုက္ခပေးခဲ့မှုပါတယ်ထိုသူမှာချားသူမဟုတ်ကျွန်တော်နဲ့ကျွမ်းမှာအတူနေခဲ့ဦးတဲ့ဂစ်ပင်ဖြစ်ပါတယ်ကျွန်တော်ဟာရှေ့ကိုလှမ်းနေတဲ့ခြေနှမ်းများကိုတုံနဲ့ရက်လိုက်ပါတယ်ထို့နောက်ဘက်ကိုလှည့်လိုက်ရာအခြားသူတို့ကိုဖြတ်ခနဲ့တွေ့လိုက်ရပြန်ပါတယ်ထိုသူမှာဥအောင်စိန်ပင်ဖြစ်ပါတယ်ကျွန်တော်ဟာနောက်သူတစ်ဖန်မလှည့်နိုင်မေဘေးဘက်ကိုလှည့်ကခြေကုံတုတ်ရပါတယ်ကျွန်တော်ရဲ့စိတ်ထဲ၌ငါ့ကိုတတ်မဲ့လူတွေငါ့နောက်ကနေထက်ချက်မကွာလိုက်လာရပြီငါ့ချစ်စင်တော့အပြီးမတတ်ခင်ငါသေးရင်တော့ဘဝမှာအရှုံးပေါ်ပြီဘာလဲဖြစ်မသေးအောင်နေရမှာပဲတော်လွဲလာရင်တော့သူတို့ကိုတတ်သိရင်တတ်ရမှာပဲတတ်တာကလည်းမုန်းလို့မဟုတ်ဘူးငါမသေးအောင်သူတို့ကိုတတ်တာဖြစ်တယ်လို့တွေးနေမိပါတယ်ကျွန်တော်ဟာရန်သူများနဲ့စစ်ခင်းရပြီနီစစ်ဆိုဒီမှာခုခံကာကွယ်ရသောခံစစ်လဲရှိတယ်ထိုးခုတ်တိုက်ခတ်ရသောထိုးစစ်လဲရှိတယ်ယခုအခါ၌ဂစ်နဲ့ဦးအောင်စိန်တို့ဟာထိုးစစ်ပြရန်ကျွန်တော်နောက်ကိုလိုက်လာကြပြီကျွန်တော်မှာခံစစ်အနေထားကိုရောက်နေပြီဖြစ်ပါတယ်ထို့ကြောင့်အကောင်းဆုံးခံစစ်ကိုဆင်နွှဲရန်စဉ်းစားရပါတယ်အကောင်းဆုံးခံစစ်မှာမူငုတ်တုတ်ကြီးခံနေခြင်းထက်မိမိကစတင်တိုက်ခတ်တဲ့ထိုးစစ်ပင်ဖြစ်ပါတယ်ထို့ကြောင့်ထိုးစစ်ကိုထိုးစစ်နဲ့ခံခြင်းဟာအကောင်းဆုံးခံစစ်ပင်ဖြစ်တယ်လို့တွေးမိတဲ့အလျောက်ကျွန်တော်ဟာ၎င်းတို့အားရှောင်ထွက်သွားပြီးတဲ့နောက်အိမ်ကိုမပြန်မဲ၎င်းတို့ရဲ့နောက်ကနေအစီအစောင်းချောင်းမြောင်းစောင့်ကြည့်ရန်၎င်းတို့အားစတင်တိုက်ခတ်ရန်စဉ်းစားပါတော့တယ်
ထို့သောစဉ်းစားတဲ့အတိုင်း၎င်းတို့ကိုပြန်လဲချောင်းမြောက်ရမှာ၎င်းတို့နှစ်ဦးတည်းမဟုတ်ဘဲ၎င်းတို့ရဲ့နောက်လိုက်နောက်ပါများလည်းပါလာကြောင်းသိရပါတယ်။ဦးအောင်စိန်ရဲ့နောက်မှာလူ20ခန့်ပါလာပါတယ်။ခေကြီးရဲ့နောက်မှာလူ20ခန့်မင်းပါလာကြောင်းသိရပါတယ်။ထိုသူတို့ဟာကျွန်တော်နေထိုင်ရာမြို့လေးကိုဖြန့်ကျက်ပြီးကျွန်တော်ကိုရှာဖွေနေကြပါတယ်။ကျွန်တော်ဟာထိုနယ်မှာသွားလာလို့ရှိသောကာဘူလီဝါလာခေါ်တစ်စီရောင်းသောကလားပင်ကိုယူပြောင်းပြီးတစ်စီရောင်းကြီး2000ကိုတပိုးနဲ့ထမ်းလာမြို့ထဲမှာလှုပ်ရှားရပါတယ်။9ရက်ခန့်ကြာတဲ့အခါပြင်းနဲ့ဦးအောင်စင်တို့ဟာကျွန်တော်အိမ်ကိုတည်သွားတာကြောင့်လူ40ခန့်မြတ်နဲ့လာဝိုင်းကြပါတယ်။ထို့ကြောင့်တစ်မျိုးလုံးအုပ်အုပ်ကျက်ကျက်ဖြစ်သွားပါတယ်။ထိုဒေသမှာရှိတဲ့ပလိတ်များလည်းစုပြုံရောက်ရှိလာကြပါတယ်။ဒီဟာပလိတ်ရရှိအားစာဆောင်ကိုထုတ်ပြလိုက်ပါတယ်။ပလိတ်ရရှိဟာထိုစာကိုဖတ်ပြီးတဲ့နောက်၎င်းတို့ကပါကူညီမိဖြစ်ကြောင်းပြောပါတယ်။ကျွန်တော်ဟာဒီနဲ့ဦးအောင်စင်တို့ကျွန်တော်အိမ်ကိုလာရောက်ဝိုင်းသောအခါ၌ဝိုင်းရင်ကြည့်ရှုနေကြသောလူအုပ်ထဲမှာကာဘူလီဝါလာပုံစံနဲ့ရောက်ရှိနေပြီးကြည့်ရှုနေရပါတယ်။အခုလိုဘုဒ္ဓတရစရာဗီဒီယိုတွေကိုအသစ်တင်တိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဖို့တောင်းဆိုရစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်